မင်္ဂလာပါရှင်ရွှေကုန်းစတိုရီ channel ကနေကြိုဆိုလိုက်ပါတယ်ဟုတ်ကဲ့ပါဇက်လက်ပြီးတော့လေစာရေးဆရာဖူးကျော်ရေးသားထားတဲ့နှောင်းချစ်တီသားဆိုရင်ဇက်လန်းကိုလည်းတင်ဆက်ပေးသွားမှာပါကိုမောင်မောင်တင်တင်ကတွေ့ကျင်လာတာကြာပြီကိုမောင်မောင်တင်တင်တို့အိမ်ကထွက်သွားတာလေ3-4နှစ်တောင်ရှိနေပြီ3လတစ်ခါ4လတစ်ခါကိုမောင်မောင်အိမ်လာလေတယ်ဆိုတဲ့စကားကိုတော့ဒေါ်လေးစီကတက်ဆင့်ကြားရတယ်ဒါပေမဲ့တင်တင်တွေကတော့လူချင်းတစ်ခါမှမစုံဘူးဒီနေ့တွေ့မဲ့တွေ့ကြတော့လေတင်တင်တို့ဆက်ရုံရှိထမင်းဆိုင်နေမှာကိုမောင်မောင်နဲ့လာတွေ့တာရခင်အားနဲ့ဆိုင်တော့အဝေးအစင်းနေပါအပြောင်းအလဲကြီးကိုပြောင်းလဲသွားတယ်ကိုမောင်မောင်တင်တင်ကငေးကြီးနေမြည်ဟောတင်တင်ကိုမောင်မောင်ကလည်းအံ့ဩသွားတယ်ကိုမောင်မောင်ကဝမ်းသာအားရနဲ့တင်တင်တို့အနာကိုရှောင်းလာတယ်မမျော်လင့်မဲတွေ့ရတာဝမ်းသာလိုက်တာဗျာထက်စစ်မျောစုသေးတာအဝေးအစင်းသာမဟုတ်ပါဘူးအတန်နေအတန်ထားအပြောဆိုတော့ပါတွက်လက်ချက်ချလုံးမျောရခင်အားနဲ့လုံးဝမတူတော့တဲ့ကိုမောင်မောင်တင်တင်ကတော့အံ့ဩနေတော့ပြီဒါကြောင့်လေတခွန်းသာစကားကိုမှမစုံမိသေးပဲပြုံးကြည့်ပြီးသားနေမိရဲ့ကျွန်တော်ကတင်းတွေကိုအမြင်တတိယနေပါရဲ့ဗျာအိမ်လေးလာတိုင်းနဲ့တင်းတင်းအကြောင်းနေမေးရတာလေအမောပါပဲမက်တင်နေ promotion သွားပြီဆိုတာတော်ပြောလို့လေကျွန်တော်ဖြစ်ဝမ်းသာလိုက်တာကိုမမောင်ကရွှင်ရွှင်ဝေအောင်ပြောပြီးမိတင်းတင်းကကိုမမောင်သာငေးကြည့်ပြီးဘာပြန်ပြောရမှမသိဖြစ်နေကဲတင်းတင်းတို့ထမင်းစားကြမှာမဟုတ်လားဘိုင်းနေစားကြမလဲပြောပြို့ဒီမှာနောက်ထပ်ထမင်းနှစ်ပွဲနေပါကိုမမောင်ကျမတို့မှထမင်းကြိုက်ပါပါတယ်ဟေးမကောင်းတာနဲ့စိုက်မှလာစားတာပါတင်နေရဂမဲကက်တန်တားလိုက်တာကဲဘာဟင်းမှမလဲပြောကြက်အသိမြင့်မှမလားကိုမောင်မောင်ကသူစားနေရင်စပွဲမှာစားလဲစားထမင်းဟင်းပကန်းတွေကိုတင်နေလို့ရှိရခုံကိုရွှေ့ယူလာတယ်ကြက်အသိအမြင့်တက်ပွဲအစိမ်းကြော်တက်ပွဲ12မျိုးဟင်းကျို့ငမြင်းစီပြန်ရင်စားရနေတကူပြီးတကူထမ်းမာနေတဲ့ကိုမောင်မောင်ကိုတင်နေရလေတားယူရတယ်ကိုမောင်မောင်ရဲ့လေးလေးလဲလဲဟန်ကဘေးလူတွေကိုတော့အားနာဖို့ကောင်းနေပြီလားလို့ထင်တာမခင်ဝေဒါကိုဦးလေးအိမ်မှာတင်တင်နူးနဲ့အတူနေသွားတဲ့ကိုမောင်မောင်ဆိုပါလေအခုပင်မမှာပေါ်တာနေတယ်ကိုမောင်မောင်ဒါကျမတို့စက်ရုံကအချိန်မှတ်စည်းမှမခင်ဝေပါတင်းတင်းရဲ့တငယ်ချင်းတွေဟုတ်ကဲ့တီးရဝမ်းသာပါတယ်ထမင်းပွဲရှိချပြီးထိုင်မိကြတဲ့ခါတင်းတင်းကကိုမောင်မောင်နဲ့မခင်ဝေကိုမိတ်ဆက်ပြီးကိုမောင်မောင်ဒီမှာဘာလာလို့တာလဲဩစက်မှုမှာအရက်ကခြားတိတ်ကလေးတက်ကောင်လာရိုင်းနဲ့ထမင်းဝင်စားတာပါတင်းတင်းတို့တော့ဒီဆိုင်မှာနေတိုင်းစားနေကြတယ်ထင်တယ်စက်မှုတက်ကလူမှာသူတို့ရွာအကြောင်းသားလေးတယောက်ကိုလာရှာတယ်လို့ဆိုတာဟေးမကောင်းတဲ့တနေ့တလေပါတင်းနေကဟေးမကောင်းဆိုလို့ပြောအောင်မယ်ဦးလေးတို့အိမ်မှာနေတော့တင်းနေအလုံးပြန်မှာဝယ်လာတဲ့အသေးမြေနေကိုကျွန်တော်သိတတိရပါပဲရခင်ကတင်းနေအလုံးအပြန်မှာဝယ်လာတတ်တဲ့အသေးမြေဟင်းရတွေကိုတတိရတယ်ဆိုတာနေတင်းနေဝမ်းသာလုံးစိုးတောင်းမိရစေယုံမှာအုံအော်တဲ့နဲ့တူတင်းတင်းနဲ့ကိုမောင်မောင်တို့ကလည်းလမ်းခွဲလိုက်တယ်တင်းနေနဲ့အေးအေးစီစီစကားပြောအောင်တနေ့ကျွန်တော်လာအောင်မယ်လူချင်းမတွေ့ရတာကြောင့်တော့လေပြောစရာရတပုံကြီးပဲကိုမောင်မောင်ရဲ့နောက်ဆုံးစကားကြောင့်တင်းတင်းရဲ့တကူလုံးကမြောက်တက်သွားမတက်တောင်ဝမ်းသာမိရဲ့အလုပ်အချိန်တွင်းနဲ့အလုပ်ကအပြင်တင်းတင်းကလေကိုမောင်မောင်ကိုကြောက်တာတက်ချိန်လို့တွေးငွေလာတာကိုမောင်မောင်ကတော့ပါတော်များမေဦးတင်အောင်တို့ရဲ့အိမ်မှာထမင်းလာကပြီးစားနေရန်ကုန်မှာကျောင်းလာနေသူကိုမောင်မောင်အမေနဲ့တင်းတင်းရဲ့ကြီးကြီးတော်များမေရဲ့ခင်မောဦးတင်အောင်ကမောင်နှမတော်ဆက်တယ်လို့သိရတယ်ဒါပေမဲ့ရင်းရင်းရှာရှာတော့မဟုတ်ပါဘူးရက်စီရွက်မျိုးလောက်ပါတင်းတင်းရဲ့အမေနဲ့တော်များမေကတော့ညီမရင်တင်းတင်းရဲ့အဖေကတော့တင်းတင်းငယ်စဉ်ကဆုံးနေအမေကတော့တင်းတင်းအသက်19နှစ်ရောက်လို့လေကိုရန်အောင်နဲ့နှစ်ကဆုံးမသွားတာဒီအခါမှာဆွေမျိုးနီးစပ်ကြီးကြီးတယောက်သာရှိရဲ့တင်းတင်းမှာတော်များမြေဦးတင်အောင်တို့ရှိရာရန်ကုန်စင်ကြီးပေါ်အုတ်ချင်းရက်ွက်ကိုလည်းရောက်လာတယ်အတော်ဖြစ်သူရဲ့ခင်မောကလည်းချီမြင်တဲ့အထင်ဆက်မှာကာရလှုပ်သားတယောက်သာဖြစ်တာနေတင်းတင်းကိုဆက်ပြောလဲကြောက်မထားပေးနိုင်ရှာအောင်ဒီအခါမှာတင်းတင်းကစေးဝါထုတ်လို့ရေးဆက်ရုံမှာနေစားစရေးမလေးဖြစ်နေအလုပ်ဝင်လို့ရတယ်အဲ့ဒီကစားပြီးကိုမောင်မောင်နဲ့တင်းတင်းတို့ကလည်းဦးလေးအတော်တွေအိမ်မကိုစုံစည်းမိကြတာကိုမောင်မောင်ကရိုးရိုးအေးအေးနေတတ်တယ်အိမ်မဆိုလို့ရှိရင်တော့စကားတော်ကြည်ကြည်လောင်လောင်မပြောထမင်းဝိုင်းစားကြတော့လေတင်းတင်းကိုလည်းရှက်လို့လာတော့မသိပါဘူးခေါင်းကိုအမြဲကိုအောက်ရှို့ထားတာတင်းတင်းနဲ့ကိုမောင်မောင်တို့ကတက်တူရွယ်တူသားဖြစ်ပေမဲ့တော်ကနေရောက်ခါစားမှာတင်းတင်းကိုလည်းမမတင်းတင်းလို့ခေါ်တာတင်းတင်းရောသူ့ဦးလေးအတော်တွေကပါဝိုင်းပြောတဲ့အခါမတ်တင်းတင်းလို့ပဲမယုံမလွန်ခေါ်ပြန်နေကိုမောင်မောင်ကိုရန်ကုန်မှာကြောင်းထားပြီးဖို့ရောက်လာတယ်ကိုမောင်မောင်တို့သားမိကိုလေတင်းတင်းကြီးကြီးတော်များမိနဲ့တင်းတင်းတို့ကလည်းဖျားလိုက်ပို့တယ်ဦးလေးကတော့အလုံးမအားနဲ့ဖျားကိုလည်းပါမလာဘူးဖျားရောက်ပြီဆိုရင်သူ့အမေရဲ့ထိဖက်နှက်တွေကိုတော့တင်းကြုံကင်ဆွဲပြောလေဖျားပေါ်မှာကလန့်ကလာနောက်ကနေပါနေတဲ့ကိုမောင်မောင်တော်သားကြီးကိုလည်းတင်းတင်းကဝမ်းနေဟာနေပြီးကျင်းပြီးရှိမိသေးရမိခင်ကြီးရဲ့ဝေယဝေစာသေးမွားလေးတို့ပါလှုပ်ဆောင်ပေးတတ်တဲ့ကိုမောင်မောင်ကိုကြည့်ပြီးတော့တင်းတင်းစိတ်ထဲဟာကြီးကျိုးမိသေးရ
အဲ့လိုလိမ္မာရေးကြရှိလို့လေမိခင်လို့သူကကိုမမောင်တော်တော်ရှေ့ရှောက်ပုံရတာအဖေမရှိရဲ့မုတ်ဆိုးမသားမှုလေအလိုလိုက်ပုံရတယ်အဖေသားမဟုတ်ပါဘူးအမေပါမရှိရဲ့တင်နေရလေကိုမမောင်ကိုချင်းစာလို့ဒီစင်ရပဲကျင်နာတနာပူမိဟာတရားကကိုမမောင်ကအထမတန်ចောင်းသားသာရှိသေးဟာကမာယိုကြားចောင်းမှနေဟာစပင်ကိုတူတူညက်ပြီးပင်နီတိုက်ပုံအမြဲဝိတ်တတ်တယ်ကြည်ပစုကွက်တုံးကိုလည်းတူတူစီးပြီးပကုံးပြုတ်ကြမတက်ကိုလေးလန့်နေလွဲအိတ်ကိုလွဲပြီးအုတ်ချင်းကကမာယုတ်ကိုလည်းတန်လန်းအတိုင်းချီချင်းចောင်းတက်သွားတတ်တဲ့ကိုမမောင်ကိုကြည့်ပြီးတင်းနေစိတ်ထဲကတစုပ်တစ်ခုလိုနေတယ်လို့ပဲရန်ကုန်ကចောင်းသားတွေက4-5-6တန်းရောက်ပြီးဆိုကြတဲ့အမောက်ကလေးတက်တာစာအုပ်တွေကိုလည်းတက္ကသိုလ်ចောင်းတော်သားကြီးဟန်နေလက်ပိုက်ပွေသွားတတ်တဲ့ចောင်းသားတွေကြားထဲမှာကိုမမောင်တမျိုးတစ်ပုံဖြစ်နေဟာဦးလေးကတော့ဒီကောင်နေဟန်ကတော့တော်သားမဲ့လူမမေးရအောင်တဲရိုးတာအားတာဟုတ်ကြီးကျူတက်တယ်စာတော်ပြီးစူးစားသူမို့ဦးလေးကလည်းအိမ်ဘက်ဟီကကိစ္စဆိုလို့လေဘာတကူးမှမခိုင်းဘူးကိုမောင်မောင်ကလည်းအိမ်မှာရှိရင်လေသူ့အခန်းထဲမှာသာကုတ်ပြီးစားချက်တယ်ထမင်းစားချက်ရလွဲလို့ရှိရင်ကိုမောင်မောင်အိမ်ခန်းပြင်မှာတကားမှမတွေ့ဘူးညဆိုလို့ရှိရင်လေ7နာရီ12နာရီထိကိုသူ့အခန်းထဲကမီးအောင်မြင်ရတယ်မနေ့ဆိုလို့ရှိရင်လေတင်းတင်းတို့ထမင်းထားချက်တဲ့ချိန်ရပြီစားထားချက်နေပြီဒေါ်လေးကတော့နည်းနည်းပါပါဟာမှအိမ်ဘက်ဟီကကူပေါ်လောင်ဘက်တော့မရစိတ်ပြည့်ချင်မှုရတာဒါမဲ့ထမင်းလာကပြီးစားသူမှုလေမခိုင်းရင်မပြောရင်ဘူးကိုမမောင်အခန်းထဲကြီးလေအောင်းနေလို့အညောင်းမိပြီးခြိသွားပါအောင်မင်းနော်စာကြိုးစားသလိုကျမ်းမကြီးလေတတိပါပါအောင်ကိုမမောင်ရင်းနှီးလာတဲ့အခါတင်းနေရတတိပေးမိဒါမဲ့သူနေပုံထိုင်ပုံကတော့ဒုံရင်တိုင်မီကျောင်းလွဲကိုပကုံပြုတ်ကြမတက်လွယ်ပြီးတော့လေအုတ်ချင်းဟာကမာယိုကြားကျောင်းကိုလေတန်လန့်အတိုင်းခြေချင်းကျောင်းတက်သွားတဲ့ကိုမမောင်ကိုတနာကျင်တာပူမိရနေတင်းနေရတာရထားနဲ့တော့ပါလားကိုမမောင်ရေရထားနဲ့ဆိုရင်စားချက်ဖို့ချိန်တော့ပူရသေးရပေါ့တခြားကျောင်းသားကျောင်းသူတွေလည်းရထားနဲ့သွားနေကြပဲ။ဘာလဲကိုမမောင်ကရထားစိတ်ကိုမှဆိုလို့လားယင်။တင်းနေလာသုံးလက်မှတ်လေးယူပေးမိလေ။ပတ်စံကိုမှကျောင်းလို့မဟုတ်ပါဘူးမတင်နေ။လမ်းလျှောက်သွားရလေကောင်းလေတန်ရလို့ပါ။ခကြီးကလည်းမဝေးပါဘူး။တော်မှတော့ကျွန်တော်ကျောင်းသွားတက်ရတဲ့အနောက်ရွာတီးတက်တာကို3-4ပြန်တော့ဝေးပါသေးရဲ့။အပန်းမကြည့်ပါဘူး။တီတီငိမ့်ငိမ့်ပြန်ပြောတတ်တယ်။အဲ့တော့ပဲသူ့ပေါ်မှာကျင်နာတနာနေမိရဲ့တင်းနေကတော့အားမလို့အားမရဖြစ်မိရဲ့။တီတက်ပူပြီးလေတင်းနေကအတင်းမတိုက်တွန်းရင်ကိုမောင်မောင်ကမနက်7 နာရီကျောင်းသွားပြီးတော့တင်းနေကမနက်9 နာရီကအလုပ်သွားတယ်။ဒါကြောင့်မနက်ပိုင်းထမင်းဝိုင်းမှာတော့တနင်္ဂနွေမှတပါတခြားနေ့တွေမှာကိုမောင်မောင်နဲ့တင်းနေတို့မစုံမိဘူး။ညနေဆိုရင်တော့တင်းနေနဲ့ကိုမောင်မောင်ကထမင်းဝိုင်းမှာအမြင့်ဆုံးနေချီမြင်တဲ့အထင်းဆက်မှာအလုပ်လုပ်တဲ့ဦးလေးတော်မှာမနက်9 နာရီအလုပ်ဝင်ပြီးတော့ညနေ3 နာရီကျော်အလုပ်ပြန်ရတယ်။အလုပ်ကျန်းလို့ရသူမို့ဦးလေးကညနေစာထမင်းကိုတော့4 နာရီဆိုရင်စားပြီးပြီ။ဒီအချိန်တင်းနေနဲ့ကိုမောင်မောင်တို့ကတော့အိမ်ကိုတော့ပြန်မရောက်သေးဘူး။တင်းနေကနေ့စာစည်မသာဖြစ်တာနဲ့တခါအလုပ်သမားတွေအချိန်ပိုစင်းကြလို့ရှင်ညနေ6 နာရီကျော်မှအိမ်ပြန်ရောက်တာညနေ9 နာရီကျော်ကျောင်းလို့ပြီးတော့ကမာယုတ်ကအုပ်ချင်းရောခြေချင်းရှောက်လာရဲ့ကိုမောင်မောင်ကလည်း9 နာရီ40 45လောက်မှပဲအိမ်ပြန်ရောက်လာတတ်တယ်ဒီကညနေစာထမင်းဝိုင်းမှာတင်းတင်းနဲ့ကိုမောင်မောင်တို့ကစုံစည်းမိသားဖြစ်တယ်ကိုမောင်မောင်တို့ကရောက်ကစားတင်းတင်းနဲ့မရင်းနေသေးခင်တော့တင်းတင်းကညနေစာထမင်းကိုမိမိပါတာခိုးခန့်စားတတ်တယ်ကိုမောင်မောင်ကိုလည်းစောင့်နေခြင်းမရှိဘူးတင်းတင်းညနေစာထမင်းစားနေချိန်မှာကိုမောင်မောင်ကကျောင်းကရောက်လာတဲ့အခါကိုမမောင်ကိုလည်းကြီးကြီးကနေခုခက်ပေးရနောက်တော့အလေးလေးအခါခါခုခက်ပေးရတဲ့ကြီးကြီးကတင်းတင်းသိမ့်စာနေပလားစောင့်နိုင်လောက်မမောင်ကိုလည်းစောင့်မအောင်လားကွယ်လူတယောက်တစ်ခါစီကိုထမင်းပွဲပြင်ပေးနေကြတော့အကွဲကွဲအပြားပြားနဲ့ရှေ့လူနောက်လူငှေ့ရတယ်တိန်ရစီးရတာလည်းတောင်းဝင်များတာပေါ့မောင်မောင်ရောက်မှတူစားကြပါလားမောင်မောင်လည်းရောက်ခတ်နေပါပြီအကယ်၍ဒီနေ့ထက်ကိုလည်းကိုမောင်မောင်ကစောပြီးရောက်လာရင်လေမောင်မောင်တိမ်မစားသေးရင်တင်းတင်းကိုခဏစောက်ပါအောင်လားကလေးရေဒေါ်လေးဟိုဘက်အိမ်လေးခဏသွားလိုက်အောင်မေတင်းတင်းရောက်မှပဲမင်းတို့မောင်တော်မအတူစားကြပေါ့တင်းတင်းကလည်းခုခက်ပြီးလိမ့်မယ်ပြောပြောအိမ်လေးထွက်သွားတတ်တယ်ကိုမောင်မောင်ကညနေစာထမင်းမစားသေးမှန်းသိရနေတင်းတင်းကလည်းထမင်းဟင်းခုခက်ပြီးမှကိုမောင်မောင်ကိုထမင်းစားခေါ်တာတင်းတင်းခေါ်တဲ့ကြားမှာကိုမောင်မောင်ကအခန်းထဲကထွက်လာတတ်တာနောက်တော့တင်းတင်းအလောက်ကပြန်ပြီးတော့မိဖို့ဆောင်ဝင်တဲ့ကြားလို့ရှိရင်ကိုမောင်မောင်ကလည်းမိဖို့ဆောင်ဝင်လာတတ်တယ်ပကံခွက်ရောက်ကအစာကုညှိပြီးလေစီးပြီးတတ်တယ်အာနာတတ်တဲ့တင်းတင်းကတော့နေပါကိုမောင်မောင်တင်းတင်းလုပ်ပေးပါမယ်လာကထုတ်တဲ့နေ့တွေဆိုလို့ရှိရင်တင်းတင်းကခေါက်ဆွဲကြော်အစိမ်းကြော်အခောက်ကင်အသားကင်အသေးအမြင့်ဟင်းဟာစားရင်တခုခုအလုံးအပြန်မှအမြဲဝယ်လာလေးရှိဟာညနေစာထမင်းကိုစားတဲ့အခါမှာသူဝယ်လာတဲ့စားသောက်ပွဲရာတွေကိုတင်းတင်းကကိုမောင်မောင်နဲ့အတူစားတတ်တယ်ခေါက်ဆွဲဆိုရင်တော့ဦးလေးနဲ့တော်လေးကိုလည်းတီးတန့်တထုတ်ပေးပြောတင်းတင်းနဲ့ကိုမောင်မောင်တို့ကတထုတ်စားရင်ခေါင်းချို့ပြောလေထမင်းဟင်းကိုကြည့်တာငုံလွေးနေရဲ့ကိုမောင်မောင်တင်းတင်းကကိုမောင်မောင်ခေါက်ဆွဲလေးစားပါအောင်ခဏခဏထိတ်ခဲ့ပေးရလေရှိရဲ့ကြတော့ကိုမောင်မောင်ကခေါက်ဆွဲကြော်ထက်အသားကင်အသေးအမြင့်ဟင်းဟာကိုပို့ပြီးတော့ကြိုက်တတ်မယ်
တပြေးပြေးနဲ့ရိမ့်မိလာတယ်ဒါကြောင့်လေလာကထုတ်ပြီးဆိုရင်အသေးအမြင်ဟင်းရနဲ့အကျော်အလုံးသာတင်နေရတမျိုးရွေးဝယ်တက်လာတယ်ကိုမမောင်စားအောင်မြညနေစာထမျိုးတမင်တကာစားတတ်တယ်ကိုမမောင်ကလည်းရဲရဲဝုန်းမဲ့စားတက်လာမှုလေတင်နေရကြေနဲ့ဝမ်းသာမဆုံးဖြစ်မိတယ်တကရဝင်းတန်းဖြေရမယ့်နေ့ကမအိမ်မနေစာကျိုးစာနေ3-5ရက်အတွင်းမှာကိုမမောင်ရဲ့ရုပ်ရတော်လေးကိုခြောက်ကြသွားကိုမမောင်အပေါ်မှာညှိတွင်နေမိရဲ့တန်ရောစင်ကြောင့်တင်နေရတိတ်လေအစားပြက်အိပ်ပြက်မခံမနဲ့ကိုမမောင်ရဲ့ဆောင်းမွေးဖြေကန်ဒီမှာနေတိုင်းမကောင်ဖြစ်နေပါအောင်မေကိုမမောင်ကျူးစားပုံမျိုးနဲ့ဆိုတော့အောက်မှာပါကျမကြီးလည်းတတိထားပါအောင်မကျူးစားလို့မဖြစ်ဘူးမတင်နေဒီဆောင်းမွေးကကျွန်တော်အတွက်တော့တိတ်ရေးကြီးရဲ့တင်နေဆောင်းမွေးရအောင်မှာဖြစ်မှာကျွန်တော်ကြောင်းနေရတဲ့ချိန်တွေလည်းမတင်နေသိသားပဲတင်နေရဲ့ရင်မှာစူသွားရတယ်ကိုမမောင်ပြောတဲ့တက်ကလူဝင်တန်းဆောင်းမွေးရကိုမမောင်အတွက်အရေးကြီးကြောင်းတင်နေလဲသဘောပေါက်တယ်ကိုမမောင်ကြောင်းထားပေးရတဲ့မိခင်မုတ်ဆိုးမအခုအခါစီးပွားရေးကျဆင်းနေတာအယောဝယ်အစင်မပြေရင်စားတဲ့မိမက်သားမို့လဲမိပိုင်လဲရမည်အနေအချင်းကိုလည်းကိုယ်တိုင်မလုံးနိုင်တာနဲ့တီးစားချထားမိကမှတီးစားကမရလို့မိခင်ဖြစ်သူကခေါင်းမိတောက်နေတာကျောင်းနေရဲ့သားအတွက်ရက်ခင်ဟာငွေမက်ပို့ပေးနိုင်ပြီမင်းအခုနေမှာကျောင်းလာကထမင်းစီစားတဲ့ငွေကိုတော့မတင်ပို့နိုင်ကြဘူးအဲ့ဒါတွေကိုသိလို့လေကိုမမောင်ကစားဖို့သာဖိပြီးတော့ကြိုးစားတာကိုမမောင်အတွက်တင်နဲ့ဦးလေးကြီးကြီးတို့ကပါစိတ်မကောင်းကြအောင်ရခင်ဟာသူ့သားကိုလည်းတက်ကလို့အယောက်ကြောင်းထားမယ်လို့ကျင်းဝါခဲ့တယ်မိခင်ဟာအခုအခါခါချီနေပြီသားရဲ့ပညာရေးအတွက်သူ့မိခင်မှာဘလောက်ကိုလည်းပူပန်နေရှာလိမ့်မလဲကိုမမောင်ဆောင်မွေးဖြီးဆိုချိန်မှာတင်နေရလေရင်တမမဖြစ်မိရဲ့ဆောင်မွေးဖြီးမပြီးခင်ကိုမမောင်ဖျားနာများသွားမလားဆိုပြီးတော့စူးရင်ပူပန်စိတ်ကလည်းတင်နေရဲ့ရင်ထဲမှာအမြဲကိုပြေးသိမ့်ရတယ်ကိုမမောင်ရုပ်ကလည်းတနေ့တခြားခြုံကျသွားတယ်မဟုတ်လားဒါပေမဲ့ကိုမမောင်ကစာကြိုးစားမယုံမစီမဆိုင်နဲ့တင်းနေမှသာကိုမမောင်ဆောင်မွေးဖြည့်စုရတဲ့ရက်ပိုင်းဟာခွင့်ယူပြီးတော့စောင့်ကြည့်မိဟာကိုမမောင်ကြိုက်တဲ့အစားအစာတို့လည်းတကူတကတခုခုရမေရှာပြီးတော့လည်းချက်ပြုတ်ပေးရတာလည်းမောရပန်းရမယ်မသိကိုမမောင်ဆောင်မွေးဖြည့်ပြီးသွားမှတင်းတင်းကလည်းတမ်းမှချနိုင်တာဆောင်မွေးဖြည့်ပြီးရဲ့နောက်တနေ့မှာကိုမမောင်ကတုံးကိုပြန်သွားတယ်ကိုမမောင်ဆောင်မွေးရအောင်တာနဲ့တင်းတင်းကဝမ်းသာမဆုံးဖြစ်တယ်ဒီတဲ့ဝမ်းသာစရာကောင်းတာကိုမမောင်တက်ကလူပညာဆက်လက်တင်နိုင်တော့မယ်ဆိုရင်တည်ရလေကိုမမောင်နဲ့အတူတော်အားပါလာတယ်တက်ကလူဝင်တန်းအောင်သွားတဲ့ကိုမမောင်ကိုသူ့အဖေဘက်ကဆွေမျိုးတယောက်ចောင်းဆက်ထားပြီးရဲ့လို့သိရတယ်ကိုမမောင်တက်ကလူចောင်းတော်ကြီးကိုလည်းចောင်းအိတ်ចောင်းစားနဲ့ဘော်ဒါသွားနေတော့မယ်ဆိုရင်ကဒီနေ့မှမျက်ရည်ဝင်းမြင်ရခင်အားသူ့တက်ကန်ဆိုးရှာတယ်လို့ထင်လို့တနာနေမိရဲ့ကိုမမောင်ကအခုအခါသူ့ထက်ကိုကန်ကောင်းသွားပြီကိုမမောင်တက်ကလူကြောက်သွားလို့လေဝမ်းသားရမယ်စားဒီနေ့ကဝမ်းနေလို့တောင်နေမိဟာမိဘောကအကျိုးပေးနေရှာပေါ်ကိုတွေးမိလို့လေစိတ်ထဲမချမ်းမြေကိုဒီနေ့မှမေလည်းမရှိအဖေလည်းမရှိဆွေမျိုးဆိုလို့လေလာက300ရတော့တော့တင်းတင်းတို့ဆွေမျိုးထဲမှာမရှိဘူးတကယ်လို့တင်းတင်းတို့ဆွေမျိုးထဲမှာငွေကြီးချမ်းသာသူတွေသာရှိလို့ရှင်တင်းတင်းကကိုမမောင်ထက်တော့တက်ကလို့လည်းအရောက်စောမှာအခုတော့စက်ယုံနေစာစည်မငေပေါ်မှာတင်းတင်းကကြံနေရပြီကိုမမောင်နဲ့တက်ကလို့မှအကြောင်းတူသွားနေရလို့ရှင်ဘလောက်ပြောစရာကောင်းလိုက်မလဲကိုမမောင်အထုပ်ပူပြင်းနေအောင်ငီးကြည့်ပြောဦးလေးကလည်းစိတ်ကောင်းမှုလည်းမရအောင်တော်လေးကတော့မောင်မောင်ပညာသင်သွားတာမလို့လေမတားကောင်းလို့သာမောင်မောင်ရဲ့အတော်ရင်ထဲမှာတမျိုးကြီးပဲဒီအိမ်ကနေပြီးကြောင်းတက်လို့ရောမဖြစ်ဘူးလားကလေးရဲ့ရင်ထဲကဝေဒနာကိုဖွင့်အံအောင်ဆိုတယ်ဒီနေ့ရဲ့ရင်ထဲမှာတော့အသေးနှလုံးတွေပြုတ်တူနေကိုဆွေးညက်ထားသလိုတင်းကျပ်တယ်ကျောင်းဆောင်မှာဆိုတော့စာကြိုးစားလို့ပူကောင်းတာပေါ့တို့လေးရဲ့ကိုမတိမလိုက်နိုင်တဲ့ဘာသာတွေကြတော့လေတငယ်ချင်းတွေစီမှာကူးမဲ့နိုင်မယ်မဟုတ်လားလဲတဲ့နဲ့အုတ်ချင်းကလည်းဘယ်လောက်မှမဝေးပါဘူးကျွန်တော်ခဏခဏလေးလားလဲမှာပေါ့ဦးလေးတို့ချီဆက်နာအကြောင်းဆောင်နေစောင့်ရင်တော့ကျွန်တော်အဲ့ဒီကိုတော့ပြောင်းချင်ပြောင်းရအောင်ပါတမိုင်းအကြောင်းဆောင်ပြောင်းရတော့ကျွန်တော်နေ့တိုင်းလာနိုင်တာပေါ့တော်လေးရဲ့တက်ကလူအကြောင်းတော်ကြီးကိုပညာသင်သွားရတော့မယ်ဆိုရင်မမောင်ရဲ့တက်ကြရွှေမြူပွေစကားကိုလေတင်းတင်းရဲ့နားထဲမှာဝမ်းသာစကားလို့မထင်ပါဘူးကိုမမောင်ကိုတအိမ်သားလုံးလိုက်ပူတယ်ပြန်ကန်ဒီမှာတင်းနေဟာတက်ကလူအကြောင်းသားကြီးဖြစ်သွားလို့တင်းတင်းတို့တော့မိမသွားပါနဲ့ကိုမမောင်ရဲ့စကားကိုတင်းတင်းကတုံကရင်နဲ့စုဖြစ်တယ်ကိုမောင်မောင်နဲ့ဝေးသွားရမှာကိုတင်းတင်းတကယ်ကိုစိုးရင်ရှာတယ်ဘေးမေးပါမလဲမတင်နေရဲ့တခါကြောင်ထမင်းကြောင်ဟင်းတွေဟာတိမ့်ညက်နေလို့ပြောတဲ့ကြောင်ဘူးကြောင်ထမင်းကြောင်ဟင်းညက်ကျွန်တော်တို့မတင်နေလို့စီပဲပြေးလာမှာအဲ့ဒီအခါမှသာမတင်နေတာကျွန်တော်လည်းခုခတ်ပေးရလို့မဆူမဆောင်ပါနဲ့လို့နော်ကိုမမောင်ကကြီးတာပဲပြန်ပြောတယ်ကိုမမောင်ကိုခုခတ်ပေးရလို့လေတင်နေဘယ်တော့မှများစူဘူးဆောင်ဘူးလို့လေဟုတ်ပါရဲ့လေအဲ့အကြောင်းမတင်နေကိုကျွန်တော်ကဘယ်တော့မှမေ့မှာမဟုတ်ဘူးလို့ပြောတာပေါ့ဒီစကားကိုကြားရစဉ်တင်နေရင်ထဲမှာရေခဲရင်ထဲကိုရုတ်တရက်အပက်ခံရတယ်လို့အီးမြသွားတယ်။ဒါပေမဲ့အိမ်အပြန်မှာတင်းနေရဲ့အသေးနှလုံးတွေဟာတက်ကရုဝင်ထဲမှာကိုပြုတ်ကျကြံ့ရီးခဲ့တယ်လို့နေ
စိတ်တွေကလည်းလီဟာပြင်းထဲမှာလွေမျောပါနေသလားလို့တောင်ထင်မှတ်မိဟာကိုမောင်မောင်ကဝေးလန့်နေကပ္ပအပြင်ဘက်ကိုလည်းထွက်သွားရတယ်လို့ခံစားမိရပါကြောင်တမီကြောင်ညံ့တော့ကျွန်တော်ကလည်းမတင်နေစီပဲပြေးလာမှာကိုမောင်မောင်ရဲ့စကားကြောင့်တင်နေတနင်္ဂနွေနေ့တိုင်းကိုမောင်မောင်ကိုမျှော်တယ်တပတ်နှစ်ပတ်ပြေးလို့တော့လေကိုမောင်မောင်ကတော့ပေါ်မလာပါဘူးကျောင်းဆောင်မှာအနေထိုင်မကြသေးလို့ထင်ပါရဲ့တင်နေရတွေ့ရင်ကိုမောင်မောင်ကြားမှာအစားအသောက်များတိတ်စီစီရင်းနေမလားနေစဉ်တွေးပူမိဟာတလားနလားကြာလို့လေကိုမောင်မောင်ကပေါ်မလာတဲ့အခါဦးလေးတော်ပါဒီကောက်နေညီစိတ်လိုက်တာနေထိုင်မြမကောင်းလို့လားငါလိုက်တော့အောင်ပါကိုမောင်မောင်ကိုသွားကြည့်တနင်္ဂနွေနေ့မို့အပြင်ထွက်နေပြီးတော့ကိုမောင်မောင်ကိုမတွေ့ခဲ့အောင်နောက်တနေ့မှာတော့ကိုမောင်မောင်အိမ်ကိုရောက်လာတယ်လို့ကြီးကြီးပြောလို့သိရတယ်သူရဲ့ဦးလေးတော်လိုက်လာတယ်ကြလို့အိမ်လေလာခြင်းမှာဒါမဲ့တင်နေရအလုပ်စင်းနေရနဲ့ကိုမောင်မောင်နဲ့မတွေ့ရအောင်ကိုမောင်မောင်တက်ကလေးရောက်ပြီးတော့2နှစ်အကြာသူ့အမေအားဆုံးပါသွားတယ်ဒီနေရာတော့ကိုမောင်မောင်နဲ့တင်နေတို့တောမှာပဲဆုံးမိကြတယ်အိမ်နောက်ကတော့ကိုမောင်မောင်နဲ့တင်နေရလူချင်းလုံးဝမဆုံးပြီးတော့အေကိုတော့3လတခါ4လတခါတော့အလဲရောက်သွားပြီးတော့ကြီးကြီးပြောလို့သာသိရတာကိုမောင်မောင်အထောက်ကိုတီးနေတော်လေးရလဲသွားပြီမမေးတော့အဲလိုပဲကိုမောင်မောင်နဲ့မစုံမိကြရလဲဒီနေ့ကကိုမောင်မောင်ကိုတွေ့ကျင်လာတယ်ဒီနေ့မမျော်လိမ့်မယ်စက်ယုံရှိကထမင်းဆိုင်မှာကိုမောင်မောင်ကိုတွေ့ရနေလေဒီနေ့ကအလိုအမေဝမ်းသာသွားတာဒါမဲ့ထမင်းစားလူချိန်ကမိနစ်40မှာကိုမောင်မောင်ရေးပြောင်းလဲသွားတဲ့အဝိစင်အပြောဆိုလိုမှာငေးမောနေမိဟာသူပြောလို့တဲ့စကားတွေကိုတော့တလုံးတပါးဒါမှမပြောလိုက်ရအောင်လူချင်းမတွေ့ရကြတော့လေဒီနေ့ကိုပြောစရာတပုံကြီးပဲကျွန်တော်နောက်တက်နေလာပါဦးမေအလောက်ကများရဲပြီတခါတခါနေထွက်ရသေးရောလေမလားအောင်ကိုမောင်မောင်ရဲ့စကားနဲ့ပဲကြည်နေခဲ့ရတယ်ရခင်ကတနင်္ဂနွေနေ့တိုင်းမျော်မိရဲ့ကိုမောင်မောင်တင်းနေမှာအခုလည်းမျော်နေမိပြန်နေရခင်ကပေါ်မလာတဲ့ကိုမောင်မောင်ကအခုလည်းပေါ်မလာပါဘူး3-4လကြာတဲ့အခါမှာတင်းနေမှာစိတ်ကိုလျှော့ပြစ်လိုက်တယ်တက်ကလူចောင်းသားကြီးဖြစ်သွားလို့ကိုမောင်မောင်ငါ့ကိုမိသွားပြီအတွေ့အကြုံရင်းနေနာရတယ်ကြာတော့လေကိုမောင်မောင်ကိုမိမိပြပြဝေဖြစ်သွားတယ်မြမေငါမောင်မောင်နဲ့တွေ့ခဲ့တယ်ဟာမနေ့ကသူ့ဘွဲရလို့အခုပါလာကမှအလုံးဝင်လုံးနေရတဲ့လာကလည်း300ကျော်တောင်ရတယ်တဲ့ဟာဒါရီမင်းအတွက်ဝယ်ပေးလိုက်တာဒေါ်လေးကိုလည်းပြောလိုက်ပါလို့လည်းမှားလိုက်တယ်ငါ့ကိုကြွေးလိုက်တာလည်းစုံနေရပဲဟာဦးလေးကကိုမောင်မောင်ဝယ်ပေးလိုက်တယ်ဆိုရင်ခောက်ဆွဲကျော်အစိမ်းကျော်တို့ကိုလည်းကြီးကြီးကိုလမ်းဘေးနဲ့ပဲဝမ်းသာအားရနေပြောတာဦးလေးနဲ့ကိုမောင်မောင်တို့ကလည်းမမျော်လင့်မင်းနဲ့လေတန်းအဝိုင်းနားမှာပဲစုံမိရဲ့လို့ဆိုတာဦးလေးကိုထမင်းကျွေးပြီးဒေါ်လေးကိုခောက်ဆွဲနေအစိမ်းကျော်တွေဝယ်ပေးလိုက်တယ်ဆိုရင်စကားကိုကြားရစီဟာဒီနေ့မှရှက်တောင်းရှက်မီငါတော့ကိုမောင်မောင်တတိတောင်မရပါလားလို့လေစိတ်ထဲကနာကျင်မိဟာဒါကြောင့်လေကိုမောင်မောင်ရဲ့အကြောင်းကိုတင်နေရဆက်ပြီးမတွေးရအောင်ရခင်ကညှိတွင်နေတဲ့တန်ရောစင်ကျူကအလူလူနဲ့ပြေရော့သွားပြီတင်းနေခေါ်တန်ကနီးကက်လုံနာနဲ့တင်းနေရလှည့်ကြည့်လိုက်တဲ့အခါကိုမောင်မောင်ကတင်းနေအနောက်တော်ရောက်နေပြီလေယာပြင်စီရပြန်ပူကျုပ်စီရဲ့အနောက်ဘက်တန်းအဝင်မှာကိုမောင်မောင်နဲ့မမျော်လင့်မင်းစုံစည်းမိဟာကိုမောင်မောင်ကိုတွေ့ရအိမ်မက်တင်မှာတွေ့ရတယ်လို့ပဲဘယ်ရဘလို့ပေါ်လာမှန်းကိုတော့တင်းနေရမခံမှန်းတတ်ဘူးဒါကြောင့်လေတင်းနေရကိုမောင်မောင်ကိုရက်တက်မိစကားလက်ခံပြောဖို့တော့သတိမရမိဘူးမမျော်လင့်မတွေ့ရဝမ်းသားလိုက်တာတင်းနေရဲ့ကိုမောင်မောင်ဆိုတဲ့စကားကိုရည်ရွတ်ပြီးတော့တင်းနေရဲ့လက်တစ်ဖက်ကိုလည်းမတိမတာစုပ်ကင်ထားတယ်ကွယ်ရင်မိတွေးရင်တီအောင်လွမ်းတက်တဲ့သူ့အတန်ဟာတီတီတာတာနှွဲ့နေတင်းနေဘယ်ဟာလာလဲလေးဟာပြင်ကတကူစားပါအောင်လားတင်းနေစကားပြောရင်ပေါ့ကိုကတင်းနေနဲ့တွေ့တည်ချင်တာအတော်ပဲအေကိုလာမေနဲ့အလောက်ကတိတ်များတော့မအောင်ဒါမဲ့တင်းနေကိုတော့နေတိုင်းတတိရပါတယ်ကိုမောင်မောင်ကတင်းနေရဲ့လက်ကိုခုထိမလွတ်သေးဘူးရွှေတူယောက်ျားတယောက်ရဲ့အကိုက်အတွေ့အထီးအတွေ့ကိုမကြုံဘူးမတွေ့ဘူးရဲ့တင်းနေဟာတကူလုံးမှုန်ထူပြီးတော့ခြေလန်းနေတာကိုဘယ်ဟာဘလို့လန်းလာမှမသိပဲစင်းကျန်အလေကိုလည်းရောက်လာတယ်ရှက်လိုက်တာလည်းမျက်လုံးတွေပါပြဝေးဟာမတော်တဆအုပ်ချင်းကလူတွေများမြင်သွားရင်ဆိုရင်ဘူပန်မိုးကရင်ထဲမှာလည်းလှိုက်စုပေါင်းပင်ခတ်နေဟာတင်းနေတကူကူစားပါအောင်လားကွစကားပြောရင်ပေါ့နော်နေပါစီကိုမမောင်ဒီစကားကိုတင်းနေကတည်ရှိရင်တမအရေးဆုံးပြီးပြောတယ်စန်တီတော့ကိုတရားဆောင်မယ်ကွ12နာရီခွဲအမိလာပါနော်ကိုဘုကင်လောက်ထားလိုက်မယ်တင်းနေကိုလည်းပြောစရာကြီးကိုရင်နေမှာအများကြီးပဲအေကိုလာလဲမယ်လို့စိတ်ကူးတာအခုတော့အတော်ပဲဆက်လာပါနော်ကိုမောင်မောင်ရဲ့စကားမဆုံးခင်တင်းနေရဲ့ကြီးလန်ဖေရလန်ဘူတာအဝင်ဝကိုချီချမိရဲ့ကိုမောင်ကတူပြောပြီးတော့လေရထားဗုဒ္ဓအဝင်ဝအထိလားတင်းနေရထားပေါ်တက်လာရဲ့အထိလားရထားဖို့ဒီလိုက်ပါလာသေးလားသူ့လေအုတ်ချင်းတီလိုက်ဖို့မယ်လို့နောက်ထပ်စကားဆိုသေးလားတင်းနေဘာမှတတိမထားမိဘူးလမ်းမတော်ဘူးဒါရောက်လို့သူ့နောက်ကကိုမောင်မောင်ပါမလာမှန်းသိမှတက်မကိုချိန်ချမိဟာဒီညတညအလုံးတင်းနေအိမ်မပြောပါဘူးမိကနေအိမ်ပြောသွားလိုက်
ပြန်နိုးလာနိုင်မိုးလင်းခဲ့တယ်မနက်ထားမှကြီးမရလေအတော်အတန်နေထိုင်ကောင်းသွားနေအလုတ်တောင်သွားလိုက်သေးအလုံးအပြက်နဲ့အလုတ်ထဲမှာလေကိုမမောင်အကြောင်းသာဆက်တွေးဖြစ်ပြန်နေညနေအေးရဝင်ကန်ဒီမှလေသူ့အကြောင်းပဲအိမ်မက်ထဲမှာလေကိုမမောင်အကြောင်းသာဒါမဲ့ဟန်ရေးထက်စကားကြွပြီးအဝိအစင်တွေပါပြောင်းလဲပြောလင်းစပိုးရှက်နီးညိုတက်ထရက်အဖြူဖနက်ဦးကျော်လက်ဆွဲသိရီအိတ်ကြီးနဲ့ကိုမမောင်ကမဟုတ်ပါဘူးစပင်ကိုလည်းတူတူညှက်ပြီးပိနေအပေါ်ဘုံကိုလေအမြဲဝစ်ပြီးခေါင်းငုံပြီးသွားတက်တဲ့ကိုမမောင်ပစုကိုလည်းတူတူစီးပြီးကြောင်းလွယ်အိတ်ကိုပခုံးပြုတ်ကြမတက်လွှဲပြီးတော့အုတ်ကျင်းမှာကမာရော့ကြားချောင်းကိုလည်းတန်လဲအတိုင်းချီချင်းကြောင်းသွားနေတဲ့ကိုမမောင်ကိုသာနောက်တနေ့မှာကိုမမောင်ချင်းစုရဲ့စန်တီကိုရောက်လာတယ်ဒါမဲ့တင်းနေမသွားဖြစ်တော့သွားလို့စိတ်လေးအလင်းမရှိဘူးကိုမမောင်နဲ့တွေ့ရမှတင်းနေမဝုန်းဘူးတနေ့ကပူတာယုံမှာတွေးခဲ့တဲ့ကိုမမောင်အကြောင်းတွေးမိခြေပြားလက်ပြားတော့တောင်တင်းအေးဆက်လာမိဒါကြောင့်လေကိုမမောင်သူ့ကိုလည်းစောင့်မစောင့်အောင်တင်းနေဟာဘယ်လိုလုပ်ပြီးတော့သိနိုင်မှာတော့မလဲဆက်လက်ပြီးတော့လေစာရေးစရာဖူးကြော်ရေးသားထားတဲ့တန်တရားဆုံးမြင့်နေဆိုရင်ဇလန်းကိုလည်းတင်ဆက်ပြီးသွားမှာပါမမျော်လင့်မေသူနဲ့ဆုံရပြန်ပြီဒီဘက်နေ့ဒီမှာသူနဲ့ဘယ်နေရာဆုံဆုံရင်ကုန်ရတဲ့ဝေဒနာတကူတော့အမြဲတိုးလာတတ်တယ်တရက်ကတည်းနေကြသူတွေဆိုလေပူတာယုံမှာကားကိမှာတနေရာရာတော့ဆုံမိရပါဒါမဲ့သူနဲ့ဆုံမိခြင်းကဘယ်တော့ခါမှမျော်လင့်လို့ဆုံမိခြင်းမဟုတ်ဘူးမမျော်လင့်မေကြီးကိုဆုံမိရပါလွန်ခဲ့တဲ့စိတ်နှိကျော်ကာလအပင်ဆုံလာခဲ့ရတဲ့တွေးဆုံခြင်းဟာတန်တရားမှာဘယ်တော့ဆုံးပါလဲမသည်မမျော်လင်းတဲ့အတန်နဲ့တူသူဟာမာတိဘေကိုလည်းကက်လာတယ်လမ်းမပေါ်မှာလည်းဖြစ်ပေမဲ့လမ်းကြုံမဟုတ်ဘူးဆိုတော့သူ့အတန်ဝင်ခံနေမာတိကလည်းလှည့်ကြည့်တော့သူကစကားဆက်တယ်မသည်ကြောင်းသွားမလို့လားဟုတ်ကဲ့ရှင်ကျွန်တော်လေးမသည်ကိုတွေးစားစိတ်ဝင်စားတယ်အဲ့ဒါဒီစားလေးတစ်စိတ်ကြည်လူကြီးနဲ့တိုင်ပြောမယ်တက်နောက်ရက်တာလူကြီးနဲ့တိုင်ပြောမယ်ဆိုတာနဲ့သူ့ရဲ့ခြေလမ်းဟာရှိကိုလည်းလုံးဝတိုးမလာတော့မာသေးကခြေဆောက်ပြီးတော့ကားကိတ်ဘက်ကိုလည်းဆက်လျှောက်လာတော့သူနောက်ကပါလာသလားမပါပဲပြန်သွားသလားမကြည့်မိမှာမကြည့်နဲ့ချက်တစုံတစ်ခုသာပါဇက်တွေကရည်ရွမြည်ဒါမဲ့ဒီမကြည့်နဲ့ချက်ကိုဒီခါတော့ဘာမှမသိပါဘူးဒေါ်လေးမီတို့အိမ်ဟာဟုတ်ကောင်းသိလားမာသေးကိုလမ်းမမှာရေးတဲ့လှုပ်တယ်နောက်လို့ရှိရင်တော့အမီတို့နဲ့တိုင်ပြီဟဲ့ဘယ်သူလဲဒေါ်လေးမီတို့နဲ့မာသေးတို့အိမ်ကတော့ဘေးချင်းကက်လျက်ဒေါ်လေးမီတို့အိမ်မှာထမင်းလာကပြီးစားပြီးစက်ရုံအလုပ်ကြောက်သွေးအလုပ်လုံးနေကြတဲ့ကောင်လေးတွေဟာ4-5ယောက်ရှိတယ်။အဲအကြောင်းဒေါ်လေးမီကဘသူလဲလို့မေးရပါ။နောက်ထပ်ရောက်လာတဲ့ပိန်ညောင်ညောင်ကောင်လေးပေါ့။မောင်နေအောင်လား။နာမည်ကျွန်မမသိဘူး။အမေလေးမာတီကသူ့နာမည်ကိုမသိပါဘူး။သူ့လိုစက်ရုံလုပ်တဲ့ကောင်လေးမျိုးမာတီစိတ်လဲမဝင်စားဘူး။ဒီခေတ်ကခင်တို့အရွယ်တပီခက်မို့အသက်မငယ်တော့ရှင်တို့ရေပဇွန်စိတ်တပွဲပင်လေကုဖို့စိတ်မှာဖြန့်ကူးရလို့ရွေရုပ်ရှင်တက်ချင်းခေစားနေပြီမြေမာတီကတော့အိမ်တော်ကြီးဆိုရင်ပင်လေကိုလည်းကုဖို့အောင်မရွေသေးဘူးတကယ်လို့ရွေလေသူ့လိုမဖြစ်စလောက်စိတ်ယုံမှာအလုံးလုံးတဲ့ကောင်လေးမျိုးတော့မရွေဘူးအရှင်ဆုံးဆိုရမာနကြီးရဲ့ပဲဖြစ်ပြောသူ့ကိုထင်သေးရဲ့ဆိုတာမောင်တရားဝလူကောင်းလေးပါမာတီရဲ့တိုင်တော်စရာလေးမလိုပါဘူးတော်လေးပြောလိုက်ပါမယ်မာတီမကြရင်နောက်မနှောက်ရှက်ရပါဘူးတော်လေးမိပြောတယ်လို့နောက်တော့သူ့လုံးဝမနှောက်ရှက်ခဲ့တော့ဒါမဲ့အင်ဂျင်ကလေးရမှုမကြခဏမျက်နှာချင်းစုံမိကြတယ်လမ်းမှာကြုံမိကြတယ်ဒါပေမဲ့မာတီကသူ့မျက်နှာကိုမကြည့်ဘူးသူနဲ့တွေ့ရင်မျက်နှာကိုတီထားတယ်သူမျက်နှာဘလို့နေမယ်မသိဘူးသူစိတ်ထဲမှာလည်းဘလို့ခံစားရမှာမတွေးမိဘူးဒီလိုနဲ့ဒီနေ့ကမာတီ10တန်းကိုလည်းခါကွေးနဲ့အောင်တော့စောက်လို့ရေးရုံမှာပဲအခုစရေးရတယ်ညာကြောင်လည်းဆက်တက်တယ်နောက်တနေ့မာတီ10တန်းထပ်ပြေတော့ခါကွေးတာထပ်ပါတယ်ဒါပေမဲ့မာတီအားမလျှော်10တန်းအောင်မို့ဆက်ကြိုးစားလျက်ရှိတယ်တနေ့နှစ်နေ့ကာလဆိုတာအပြောင်းလဲရှိရင်ဒေါ်လေးမီတို့အိမ်အားရှိရဲ့ကောင်းလေးအတီးတီးဟာအိမ်အောင်ကျသွားပြီတပြေးပြေးပျောက်သွားကြတယ်ဒါမဲ့ကိုတရားဆိုရင်ကောင်းလေးတော့အိမ်အောင်မကျသေးဘူးဒေါ်လေးမီတို့အိမ်ကထွက်မသွားသေးဘူးခေကာလာကြီးနေရလဲကုံစိမ်းတို့တွေကအစမတန်ကြီးလာတော့နောက်ထပ်လူသေးတွေကဒေါ်လေးမီတို့အိမ်ကိုလေထမေလာကပေးစားဖို့ပေါ်မလာတော့ဒီတော့သူကဒေါ်လေးမီတို့အိမ်မှာတရားဟုတ်သေးတောင်းတင်နေတာအသက်က20တောင်မပြည့်သေးပြီမြေမာတီကတော့အလုတ်တစ်ဖက်နဲ့ကြောင်းလေတက်ရသူမို့လူကြီးတစ်ပိုင်းဖြစ်လာတယ်ကိုတရားဝါမာတီတက်တော့အလုတ်စောစောကိုလှုပ်သူမို့ပို့ပြီးအောင်လူကြီးဆန်လာတယ်အိမ်နီးချင်းကလေးရဲဆိုတော့သူနဲ့မကြခဏစုံမိကြုံမိရဲ့ကြာတော့သူမျက်နှာကိုကြည့်ရဲလာတယ်သူဘာတွေလုပ်နေရလဲတတိထားတက်လာတယ်သူနဲ့ပတ်သက်တဲ့စကားတွေကိုနားထောင်တက်လာတယ်မောင်တရားကြီးသူများကလေးတွေကြောင်းနေကြတယ်နေလေကြောင်းဆက်နေပါလားကျွန်တော်မှကြောင်းဆက်နေဖို့အချိန်မှမရတာဒေါ်လေးမီရဲ့အမလီသူများမိန်းကလေးတော့အလုပ်တက်ဖက်နေကြောင်းတက်နေကြတာမာတီရိုးဆိုရင်10တန်းတောင်အောင်သွားပြီနေ့ကြမှာအချိန်မရလို့ဒေါ်လေးမီယာနီနီနာနာမာတီကိုလည်းဥပမာပြီးတော့တ
ဒေါ်လေးမီစကားမာတီလဲစိတ်ဝင်စားမိဂုံလင်းယူမိဒေါ်လေးမီသာမဟုတ်ပါဘူးတလန်းလောမာတီကိုလည်းကြီးကျူးတာပဝင်မြင့်စရာသွေးကြီးစရာမိန်ကလေးဖြစ်ပြီးမြအလုပ်တစ်ဖက်နဲ့ကြောင်းနေပြောဆယ်တန်းဆောင်မွေးရအောင်သူဆိုလို့ဒီအခါမာတီတို့လမ်းမှာမာတီနဲ့ခင်ဝေနှစ်ယောက်သာရှိရမဟုတ်လားမာတီတို့မှာအရွယ်အလေးငယ်သေးရမို့ရက်ွက်ထဲမှာခေါင်းမော်ပြီးရှောင်းနိုင်ခဲ့တယ်ကျွန်တော်အချိန်နဲ့သူများရဲ့အချိန်တွေကတူတာမဟုတ်တာဒေါ်လေးမီရဲ့ကြောင်းနေဘူးဆိုတာဆေကရောတဲပဲပါအချိန်ရမှာကျွန်တော်ကလည်းစိတ်ယုံလှုပ်သားဆိုတော့သူပြောတာအမှန်တော့ဟုတ်တယ်ကိုတင်အောင်တို့လိုစိတ်ယုံလှုပ်သားတွေဟာမာတီတို့ယုံလို့အချိန်မမှန်ဘူးလေအလောက်ကကာယအားနဲ့လှုပ်ရသလိုအချိန်ကလည်းနေ့အလက်ညအလက်ညက်အလဲနဲ့၃ချိန်၃ခါရှိဟာသူကကြောင်းသာမနေပေမဲ့စာရေးစာဖတ်တော့အမြဲလူမာတီတွေ့ရဲ့မာတီကိုအိတ်ခမ်းပေးပရင်ပေါက်နဲ့သူ့အိယာပရင်ပေါက်ကတော့မြင်းပြန်ဖြစ်နေရတယ်ညဆိုရင်သူ့အခန်းမီးလေးမျိုးတကားဖွင့်တာမြင်ရတယ်ဘာစာရေးမှလည်းမသိတကုတ်ကုတ်စာရေးအောင်လည်းတွေ့ရင်ဒါမဲ့ဘလူးစာရေးမာတီစိတ်ဝင်စားတော့အမှန်ပဲဟိုင်းမီးလည်းမဖွင့်သေးပါလားဒေါ်လေးကြီးညနေမှာမာတီကဒေါ်လေးမီကိုအိမ်ရှိကန်ရောက်သွားတယ်အိမ်မှာဥရှင်ကြီးတင်တာနဲ့လေကောင်းငင်းငပြောသေးသွားပြီဟာမီးမပွင့်မေထားနဲ့မာတီကဒေါ်လေးမီကိုလည်းအော်ခေါ်တော့သူ့ရဲ့အခန်းထဲကရှုပ်ကြီးထွက်လာတယ်မီးဖွင့်လိုက်ပြီးတော့မာတီကိုမြင်ပေမဲ့လည်းဘာမှအံ့ဩပုံမရအောင်မာတီရဲ့တန်ကိုလည်းကြက်မိထားပုံရတယ်မရှိကြဘူးဗျရုပ်ရှင်သွားကြတယ်အိမ်မှာစွန့်ကက်တော့လို့မာတီကလည်းဒီတခါသူနဲ့ဒုတိယအကြိမ်စကားပြောပြီးမြင်ရခင်တကားလို့မာရီကျော်ရီမဟုတ်ဘူးပုံမှန်တန်နဲ့ပြောတယ်ဟုတ်ကဲ့ပြီးပါကျွန်တော်လဲပေးထားပါမယ်သူကလေးလေးဆဆမာတီလက်ထဲကဘက်ကန်ကိုယူပြီးလဲပြီးရဲ့ပြန်ဦးမယ်နော်ဟုတ်ကဲ့ဒေါ်လေးတို့ပြန်လာလဲပြောလိုက်ပါမယ်မာတီကိုသူပထမအဆုံးစကားလိုက်ပြောတယ်နှင်းနေအခုနေတွေ့ရင်တော့ကာလာက3နှစ်ကျော်ခဲ့ပြီဒီ3နှစ်ကာလာမှာသူကလည်းရင်းချက်တည်နေလာတယ်လို့မာတီကနေကလည်းရင်းချက်လာပြီမဟုတ်လားဒီနေ့ကစပြီးသူနဲ့မာတီကဘယ်နေရာမှာတွေ့နှုတ်ဆက်စကားပြောခဲ့မိတာတယ်ဒါမဲ့အိမ်ချင်းကလေးဖြစ်ပြီးမြင်ဟိုအိမ်ဒီတော့လှမ်းမပြောလမ်းမတွေ့တာဘယ်လေအလုပ်လားအလုပ်ကပြန်လာလားပွဲမတွေ့နေပွဲကြီးမလို့လားပြောပြတယ်လေဒီထက်တော့မပူပါဘူးຫນွေလာတနေ့လေတနင်းခွနေနေ့ဒီနေ့တော့မာတီကောင်းစွာမှတ်မိထားတယ်ပိုအိုက်တဲ့ຫນွေတရမှာဒေါ်လေးမြလက်ပန်းတုံစားဖို့မာတီအမျိုးလမ်းခေါ်တယ်သူတို့အိမ်နဲ့မာတီတို့အိမ်ကြားမှာတရက်ပင်အောင်ပါပါမာတီအမေကဆင်းသွားပြီးမကြခင်ဒေါ်လေးမိနဲ့အမေကမာတီကိုပါခေါ်ပြန်တာနဲ့မာတီကဆင်းသွားမြင်ဖျားပေါ်မှာရင်းနှွေးကြအောင်နဲ့လက်ဖက်တုံနဲ့ငွေတာရီမဂဇင်းအသစ်တက်အုပ်လေရှိကနေမာတီဝင်ထားမြင်ဒေါ်လေးမိလဲလောင်းရမှာလဲလောင်းမြော်လဲလက်ဖက်စားပြီးငွေတာရီတွေကဝီထုတူလေးတွေဖတ်နေမြင်ဟေးမောင်နေအောင်ရင်နေဝီထုငါဒီနေ့တော့ဖတ်ပေးပြီကောင်းတယ်ဟဲ့ဒေါ်လေးကြိုက်တယ်နေဦးလာမှာပဲဖတ်ခိုင်းအောင်မယ်ဒေါ်လေးမိကတော့လမ်းပြောတော့မာတီကရိုးတရက်ထားထိုင်လိုက်တယ်စောစောပိုင်းကသူအိမ်မှာမရှိဘူးအခုမှပဲဘယ်ကပေါက်လာရင်မသိဘူးလွယ်အိတ်တလုံးနဲ့အိမ်ပြန်လာတယ်စောစောပိုင်းကဒေါ်လေးမိဖတ်ထားရရှိရဲ့စောက်ကိုမာတီကလည်းရောင်ရောင်မမကိုမတိမတာပြန်ချထားမိဒီစောက်ကသူ့စောက်အောင်ဆိုရင်အတိအကျရင်ခုန်သွားမိဟာဒါမဲ့သူ့ဝိတုကိုမာတီမသိဘူးသူ့ဝိတုရေးတတ်မှလည်းအခုမှသိရတာမောင်တင်အောင်လက်ဖက်စားပါအောင်ကွဒေါ်လေးမိကတော့သူ့ကိုမခေါ်အဲ့ဒါလည်းမာတီတို့သားမိရှိနေလို့ပါစောက်ကတော့ဒေါ်လေးမိကိုလည်းဖက်ကြည့်ဖို့သူပေးထားတယ်4-5ရက်လောက်တော့ကြာပြီးနေပြီဒီနေ့အေးမှာဖတ်ဖြစ်ပုံရတာစားကြပါနေကျွန်တော်အခုလေးတင်မယ်လက်ဖက်ရည်လေးတောက်လာလို့ပါခင်ဗျအမေကလောကဝေခေါ်တာကိုလေဒီများသာပြန်ပြောသူ့အိမ်မော်တက်သွားတယ်သူ့ဝိထုပါလေသူ့ရဲ့ကလောင်နာမည်ပါလေစိတ်ထဲကတော့သိကျင်နေဒါမဲ့သူ့ရဲ့စာအုပ်တော့ရောင်ပြီးတော့ပြန်မကန်ရဲတော့အခုနေခါမှတရားအပြူကြီးဖြစ်နေပြီအိမ်တွေနဲ့နေရတဲ့အရွယ်မဟုတ်လားဟန်လေးဆောင်တက်နေပြီဟိုအရင်သူရီးစားစာပြီးဖို့လိုက်လာတဲ့အရွယ်မဟုတ်တော့နောက်ဆုံးရုံးသွားတော့လေဖေးအားလန့်ပူတာစာအုပ်ဆိုင်မှာပဲဒီငွေတာကြီးစာအုပ်ဝယ်ပြီးဝေထုတွေတပုံးမကြံရုံးမှာဖတ်တယ်မပြီးတော့ညနေဝေထုရှိအိမ်မှာဖတ်တယ်ဒါပေမဲ့ကိုတင်အောင်ဆိုရင်နာမည်သာသိပြီးတော့ကလောင်နာမည်ကိုမသိတော့သူ့ရဲ့ဝေထုကိုမသိဘူးစိတ်ထဲမှာသာရှိပြီးတော့သူ့ကိုလည်းမမေးမိဘူးဒေါ်လေးမီဆိုတော့အရင်ပြဿနာတင်ပြဘူးကနေဝေးလာဝေးနောက်ပိုင်းရက်တွေမှာတော့သူ့ကိုလည်းမြင်ရတာသူ့ရဲ့ကလောင်အမျိုးကိုသိချင်စိတ်ကမာသီးရဲ့ရင်ထဲမှာအမြဲဖြစ်ပေါ်တယ်သူရဲ့ဘာဝိထုတွေရေးနေပါလေဆိုရင်တွေ့ရလေလာစမ်းပိုင်းမှာမဂ္ဂဇင်းအသစ်တွေကိုမြင်ရတိုင်းတွေးတက်လာတယ်တနေ့ဖေးအားလန်းဘူတာမှာရက်ထားဆောင်ရင်သူနဲ့စုံမိကြတယ်သူလက်ထဲမှာမဂ္ဂဇင်းစာအုပ်တွေ3-4အုပ်ကိုပါတယ်မာသီအနားမှာသူလာရက်ပြီအလောက်ကပြန်လာလားထုံးစံအတိုင်းမင်းရဲ့ဟုတ်ကဲ့ကိုတင်အောင်ဘယ်ရလာလဲကျွန်တော်မဂ္ဂဇင်းတိုက်ကအလုပ်မစင်းဘူးလားအလုပ်ပြီးမှလာတာပါသူကမနဲ့အလုပ်ပြီးမှပဲရန်ကုန်ထဲကိုလာကြောင်းပြောတယ်ဒီစာအုပ်ထဲမှာသူ့ရဲ့ကလောင်နာမည်ကိုလည်းသိလို့သူစီကနေစာအုပ်တောက်တောင်းကြည့်ရမလားဒီ
ဒီစာအုပ်ထဲမှာသူ့ရဲ့ကလောင်နမေကိုမဂဇင်းထိုက်တကူကအမက်အသားလုပ်ပေးလိုက်လေမလားတွေးနေရောဟေးကိုပြည်ကျော်ဒီလာတော့ခမလွန်းနေဗျာကျွန်တော်တို့အတွက်လည်းနေရာပေးပါဦးသူထက်တော့အသက်ကြီးမြင့်ထင်ရတဲ့လူနှစ်ယောက်ကသူ့စီပြေးလာပြီးပြောကြတယ်သူကတော့ပြုံးယုံတာပြုံးမြော့ဆရာတို့ဘေကလဲလာတယ်ဒါရီမမီးနဲ့အခုပစုံတောင်ဘက်ကိုသွားမလို့လိုက်ခဲ့ရောဒီလိုတော့ဘယ်ရမလဲလာဒီလိုနှစ်ယောက်ကတော့သူ့ကိုလေဆွဲခေါ်သွားတယ်မာတီယာဘူတာရောစာအုပ်ဆိုင်ကိုသွားပြီးတော့မဂဇင်းစာအုပ်တက်အုပ်ပြီးတက်အုပ်မာတီကာတွေကိုရှောက်ဖတ်တယ်ကိုပြည်ကျော်ဆိုရင်ကလောင်ရှင်ကမြဝတီငွေတာရီသွေးတောက်ရှုမဝမိုးဝေစန္နာစားရဲ့မဂဇင်းကြီးတိုင်းမှာတွေ့ရတယ်လာစမ်းရဲ့လည်းဖြစ်နေရနေမာတီယာမဂဇင်းကြီး6ဆောင်လည်းမဝဲစဘူးဝဲလာမိရထားပေါ်လူကြက်ကြက်တဲတဲကြားထဲမှာကိုပြည်ကျော်ရဲ့ဝေထုထဲမှာရုပ်ပုံနေနဲ့စာမီးတွေကိုလည်းဖက်လာမိနောက်လာတွေမှလည်းမာတီယာမဂဇင်းထွက်ရမှာကိုပြည်ကျော်ရဲ့ဝေထုပိုင်းမဂဇင်းစာအုပ်တွေကိုဝေဖြစ်တယ်ဒီလားကိုပြည်ကျော်ဝေထုမာတီတိတ်ကြိုက်တာပဲမာတီကတော့ကိုပြည်ကျော်ဝေထုပါတယ်မဂဇင်းဆိုလေမလွတ်တယ်ငါဖက်တာပဲတခါဘူတာရုံမှာကာကိမှာကိုပြည်ကျော်နဲ့ဆိုရင်ပြောဖို့စိတ်ထဲမှာလည်းအမြဲတွေးမိဒါမဲ့မပြောရင်ပြောမထွက်ရင်ပါမာတီစကလုံးစီနေတော့သူ့ကိုတည်ရတယောက်ယောက်ကသာပြောသွားတာဒါမဲ့ကိုပြည်ကျော်ကတော့ဝမ်းသာမှုများစွာမပြောင်းပြုံးမိတာနေတတ်တာသူ့နေရာဒီစကားမျိုးလူပေါင်းဘလောက်စီဟာကြားဖို့ထားပြီးဆိုမာတီမတွေးတတ်ဘူးကိုပြည်ကျော်နဲ့ပတ်သက်ပြီးတော့ဘာရင်မသိရဲ့သူ့ကိုယ်သူမကြည့်နဲ့ချက်နဲ့သာမာတီယာတတ်မှချနေမိဟာဒီလိုနဲ့မာတီရင်မောရတဲ့နေတနေ့ကိုလည်းကြုံရပြန်တယ်ကိုပြည်ကျော်ကဒေါ်လေးမီတို့အိမ်မှာတနင်္ဂနွေတနေ့မှာပြောင်းသွားတော့တယ်နောက်မှသိရသူကတူချစ်ရဲခွက်တဲ့မင်္ဂလာစီယုံမှာခြံနဲ့အိမ်ဝဲလိုက်တယ်သူ့အမေကိုခေါ်ပြီးတော့တားမိနေအောင်နေတယ်လို့သိရတာမင်္ဂလာစီယုံလည်းကိုပြည်ကျော်ပြောင်းသွားတယ်နောက်မှာတော့ဟိုတော့ကလိုကိုပြည်ကျော်နဲ့မကြမစုံမိဘူးမကြုံမိဘူးမေးလောက်မှတစ်ခေါက်တစ်ခါသာဒီတော့မှသိရင်နေသူနဲ့ပတ်သက်တဲ့ဝေဒနာတကူကအမြင်ရှိနေတယ်သူနဲ့မကြမတွေးပေမယ့်သူတရင်ဟိုတော့မှသိအမြင်နောက်ဆုံးတတ်တယ်သူတရင်ကလည်းအထူးနာဆွင့်စရာတော့မလိုဘဲနဲ့ကိုရက်ွက်တဲ့အမြင်ကိုပြန့်လွင့်လာတယ်သူရဲ့ပထမအဦးဆုံးလုံးချင်းဝိထုထွက်လာတော့ဗုဒ္ဓယုံမှာကာကိမှာတခါတည်းရဲ့ယထာပေါ်မှာတော့လူတွေကသူ့စာအုပ်ကြောင့်ပြောလာတာမှသိကြားလာတယ်ကောင်းမဲ့တိုင်းမှာတနေ့ဆုံးတော့သူကလည်းအရင်ကိုနှုတ်ဆက်တယ်မှသိအလုပ်လားဟုတ်ကဲ့ကိုပြည်ကျော်ဒီတကတော့မာတီယာသူ့ကိုအတိအမှတ်ပြုနေနေအများခေါ်တယ်လို့ကိုပြည်ကျော်လို့ခေါ်မိကျွန်တော်လည်းရန်ကုန်ထဲပါပဲဒီလားထုတ်တဲ့ကိုပြည်ကျော်ရဲ့စာအုပ်မာတီသိကြိုက်တာပဲမာတီယာအရေးဆုံးပြီးပြောတော့ဟုတ်လားသူကဒီများသာပြောပြီးအကြိုင်းငေးတယ်မာတီယာသူ့မျက်နှာကိုမကြည့်ရသေးဘူးမာတီခါတိုင်းဆိုရထားနေသွားနော်ဟုတ်ကဲ့ဒီနေ့ရထားနောက်ကြနေကိုပြည်ကျော်တို့ရောကားနဲ့လေနီးရနော်ဟုတ်ကဲ့ကဲသွားအောင်မေကားတစီကမမျိုးလေးမေလာရဲ့ရကိုပြည်ကျော်ကလည်းကြက်တက်ပဲတိုးဝေလိုက်ပါသွားတယ်မာတီရင်ထဲမှာပဲအဟာပြီးကြံရည်တယ်ဘယ်စကားလာတာမာတီလည်းမြင်နေသူနဲ့စကားပြောလို့အရင်ကားတွေကိုအနှင်းငယ်တော့ချောင်းပေးမိလေမာတီမတက်မိပါဘူးသူနဲ့လမ်းကြုံတာနဲ့သူနဲ့အတူသွားမယ်ဆိုရင်ယူရဲ့ချက်ကြောင်းပါသူနဲ့ရင်းနှီးခင်မလို့တဲ့စိတ်ကိုအခုမှမာတီရဲ့နှလုံးသားလူလာတောင်းတနေတတ်တာမမမာတီခုနမမမာတီနဲ့စကားပြောနေတာကိုပြည်ကျော်ဆိုမဟုတ်လားသူတို့လမ်းထိပ်ကနီလာတို့ကလည်းမာတီကိုအမောပန်မေးလာတယ်ဟုတ်တယ်မမမာတီနဲ့ရင်းနှီးလိုက်ဟိုတော့ကသူနဲ့ကက်လျက်နေရရင်းနှီးတာပေါ့နီလာတနေ့လာခဲ့မယ်မေးဆက်ပေးပါလားဟိုတော့ကနေသွားတာအခုသူဘေးမှာနေမဲတော့မသိပါဘူးကွယ်မာတီကဘာကြောင့်ရင်မသိပါဘူးလိန်ပြောမိဟာနီလာသိပါတယ်သူကမင်္ဂလာစီယုံမှာနေတာလိုက်ဖို့ပေးပါလားဖေရမာတီကလည်းသူ့ရင်ဘက်သို့လက်နဲ့ကိုလည်းဖိထားမိဟာကာလာပေါ်မိန်းကလေးတွေကကြောက်ပူကောင်းလီစွာမာတီကလည်းဘာပြန်ပြောရမယ်နော်မသိဖြစ်နေစင်မှာကာမက်တိုင်မှာရောက်နေကြတဲ့နီလာထုရဲ့တငယ်ချင်းအထက်ထန်ចောင်းသူတစုလေကိုပြည်ကျော်အကြောင်းကိုကြားကနေဝိုင်းလာကြပြန်နေမမမာတီတိတ်ဆိုနာပဲဗျာဒီလူကြီးကိုကိုပြည်ကျော်မဲ့လေတို့မသိတော့အရင်လာတော့ကလေဒီမှာပဲကိုတို့သူ့ဝေထုရဲ့အကြောင်းကိုပြောနေကြတာသူကမသိသလိုပဲဆရာထီလေးခက်ကုတ်စားအောင်မရက်နေတာဒီတကာတွေ့ရင်တော့တိကြရောပေါ့တို့လေတကာဒီလူကြီးကိုမတင်ကားနဲ့ဆရာပြည်ကျော်လို့မကြတကြောကိုလည်းခေါ်ကြတာသူကလှဲ့တော့မကြည့်ဘူးဆရာနောက်တယ်ထင်လို့လာတော့မသိပါဘူးတချို့တဲ့စိုက်ကကမန်းကတန်းခေါ်ပြီးလစ်သွားတာသူကပဝင်လာရင်မမတီအော်တူလေးရေးခိုင်းလို့ရှိရင်ရမလားအိုကွာမင်းတို့ကလည်းမတီကကြိုက်မဲမကြိုက်မဲမသိပဲနေတို့တော့မေးမဆက်ရဲပါမာတီကရုပ်ကြီးကိုယူကျင်စိပေါက်သွားမိဟာဒါကြောင့်လေအိုကွယ်ညီမတို့ကလေရီရွှင်ဖတ်ရွှင်နဲ့ပြောပြီးတော့လေဘယ်စကားပေါ်မှာအတင်းတက်လိုက်လာတယ်ဒါပေမဲ့ကိုပြည်ကျော်နဲ့ပတ်သက်တဲ့အတွေးအရတော့ပြေးမသွားအောင်ထ
ဒီကလေးမအုံနဲ့တွေ့မှာပဲတောကမုံတိုင်းတစ်ခုကရင်းနေဝေဒနာအသေးတိုးလာပြန်နေအခုနေခါမှာကိုပြည်ကျော်နဲ့တီးလို့ခင်လို့ကြသူတွေဒူးနေသေးပါလားဒီခင်မိန်းကလေးတွေကရဲတင်းပြီစွာသူသားတဲ့ချင်းကအခုမိန်းကလေးတွေလိုများရဲတင်းလိုက်လို့ရှင်ကိုပြည်ကျော်ကမာသီးရဲ့ပေါ်မှာဘလို့သဘောထားမလဲမာသီးကဝေဒနာတဲ့တစ်ခုလည်းရင်ဝဲပိုက်ပြီးကိုပြည်ကျော်လည်းကားကင်းမှာပဲရက်အတော်ကြာကြာစောင့်နေမြင်ကိုပြည်ကျော်လှမ်းကြည့်လို့ရှင်လေမြေနိုင်လောက်အောင်ကိုပြည်ကျော်ရဲ့စာအုပ်ကိုလည်းခြေနဲ့မှအမြဲထိတ်ယူလာတယ်ရထားလာတော့လက်မဲ့ယူထားပြီမြေကိုပြည်ကျော်တွေးလို့တွေးငါကားနဲ့လေရက်အတော်ကြာကြာလှုပ်သွားမိရဲ့ဒါကလည်းခါရိုက်ရထားနဲ့သွားတယ်နော်ကိုပြည်ကျော်မေးသွားတာကိုတတိယလိုပါခါရိုက်အမြဲရထားနဲ့သွားပြီမြေအခုကားနဲ့ပြောင်းသွားလို့ရှင်သူသဘောပေါက်မှာပဲဒီတခါမေးလို့ရှင်တော့ငါသူ့ကိုပြောရမှာပဲဒီအတွေးနေမှသည်ကားကတော်တော်လေးကုန်သွားတယ်ကာကိတ်မှာသူ့ကိုလေတလကိုတတိကိုမတွေ့ပြန်တော့ငါရထားနဲ့သွားတယ်မယ်လေသိလို့သူ့ဘူတာယုံမမြငါ့ကိုစောင့်နေလို့လွဲနေရလားမာတီကရထားပြန်စီးပြန်နေဒီလိုနဲ့ဒီရက်ပိုင်းမှာမာတီရဲ့စိတ်ထဲစောက်တရားမရဖြစ်တယ်ဒါပေမဲ့သူ့ကိုတော့ဘဲမှမတွေးမိပြန်အောင်ရှင်နေရဝေဒနာတင်းမုံတာပြန်ပြီးလေငြိမ်ကြသွားပြန်နေဒါပေမဲ့သူ့ကိုတော့တနေ့မှမမေ့ပါဘူးဘူတာယုံရောက်တိုင်းတတိယလို့သူ့ကိုရှာကြည့်မိအောင်ဟောမောင်တရားမလားလေရလားကွဟုတ်ကဲ့နီလာလေဒေါ်လေးမျိုးလေရုပ်ရှင်လက်ပတ်လာပြီးအနီးကိုနေကောင်းကြရနော်ကောင်းကြပါရဲ့ကွယ်ကိုပြည်ကျော်သူ့အမေနှုတ်ဆက်တန်ကြလို့မာတီကမိဖို့တွေကကမန်းကတန်ထွက်ကြည့်ရောလေသူဒေါ်လေးမီတို့အိမ်ထဲကိုဝင်သွားတာတော့ရိတ်ခနဲ့မြင်လိုက်တယ်အမေကအိမ်ရှိမှအဝေးလျှော်နေရတယ်ဒေါ်လေးမီတို့အိမ်ဘက်ကိုလည်းရိတ်ရိတ်တင်တင်မကြည့်ရဘူးမိဖို့တွေပဲပြန်ဝင်လာရတယ်အခုနေခါမှအသက်30ဝန်းကျင်ကအပြူကြီးမှသည်ဖြစ်နေပြီမဟုတ်လားဒီနေ့ကသူမကြခင်ပြန်သွားတာတော့မြင်လိုက်ရတယ်ဒါပေမဲ့ဒေါ်လေးမီကိုကြားလောက်သူ့ကိုလည်းနှုတ်ဆက်ရမှာဝင်လေးမီမြန်မြန်ဆန်ဆန်ပါလားဒေါ်လေးမီနဲ့အန်ကယ်တို့ပေးသွားကြလေနှစ်ပါးတူစုံထွက်ခဲလာတဲ့ဒေါ်လေးမီနဲ့ဦးလေးတန်းတို့အပြင်ထွက်တာကိုမြင်တာနဲ့တနေ့မာတီကလမ်းမီရုပ်ရှင်လေးမာတီဦးလေးတန်းကဒေါ်လေးမီကိုရုပ်ရှင်လေးပါးရီအောင်ပြလို့ပါလားငါမသွားကြည့်မအောင်မာတီရေမောင်တရားကသူဝိထုပထမအဆုံးရိုက်တဲ့ကကြည့်ပြအောင်လေကြည့်ရမယ်ဆိုပြီးရုပ်ရှင်လက်မြစ်ကိုအတင်းလာပေးထားလို့ဒေါ်လေးမီတို့လင်မယားထွက်သွားတာငေးကြည့်ပြောမာတီကမစိုးနိုင်တဲ့တမ်းမတစ်ချက်ကိုလည်းချမိရဲ့တီလူစိမ့်နဲ့ဒီနေ့ပြသားနေရုပ်ရှင်ကကြောညာတွေကိုတရင်စာတွေမှာရှာကြည့်ရဲ့ကိုပြည်ကျော်ရဲ့အမျိုးတွေ့ရဲ့အခါမှာဝမ်းသာမှုနဲ့အတူဝေဒနာအသေးတစ်ခုကလည်းထပ်ပြီးတိုးလာပြန်နေကိုပြည်ကျော်နဲ့သူကနီးလျက်နဲ့ဝေးခဲ့တယ်ကိုပြည်ကျော်လက်ကမ်းစီကတော့ဒီလက်ကိုသူ့ပုတ်ချခဲ့တယ်ဒီအခါလေမောင်တရားဆိုရင်စက်ယုံလှုပ်သားလေးပိန်ညောင်ညောင်ဆုပ်ချွန်းချွန်းကောင်းကြီးကကိုပြည်ကျော်ဖြစ်လာလိမ့်မယ်လို့ဘယ်သူမှမထင်ပါဘူးအခုတော့သူ့ရဲ့တည်င်းကလည်းမွေးလာတယ်လို့သူ့ရုပ်ကလည်းဟိုတုန်းကလိုပိန်ညောင်ညောင်ဆုပ်ချွန်းချွန်းမဟုတ်တော့အသက်အရွယ်ကလည်း30ပတ်ဝန်းကျင်မို့ပိုခန့်ပြီးဝါပြီးလှလာကြောလာတယ်လို့မာတရားကိုပြည်ကျော်ရဲ့ရုပ်တွေကိုမြင်အောင်မိတိုင်းသူ့ရုပ်တွေကိုလည်းမှန်ထဲမှာအချိန်ချင်းကြည့်မိအောင်သူလည်း30ပတ်ဝန်းကျင်မို့လှတော့လှသေးရဲ့ဒါမဲ့30အရွယ်မိန်းကလေးကမျက်ရည်ဝန်းအောက်မှာကြီးတောင်အကြောင်းနေရာလေးပေါ်စားပြုတ်လာပြီးအသားအရာငင်းစင်ရလို့တိရီးလည်းမဟုတ်တော့တနေ့ကားမက်တံမှာကိုပြည်ကျော်နဲ့ပတ်သက်ခဲ့တဲ့မိန်းကလေးနဲ့ဆိုင်ရင်မာတီကအန်နီအရွယ်အိမ်တော်မရှိလို့သာသူ့ကိုလည်းတက်ညာညာမာသည်လို့ခေါ်ကြတာအိမ်တော်သာရှိရင်တော့ကိုပြည်ကျော်ကလည်းသူ့အနားမှာဝိုင်းလေချင်နေကြတဲ့နီလာစော်တုံးတို့လိုပြိုရွယ်တဲ့ကာလာပေါ်မိန်းကလေးတွေများသူ့ကိုလည်းစံထားကြည့်နေပြီလားကာလာပေါ်မိန်းကလေးတွေစွာနာမည်ကျော်ရင်မိန်းကလေးတွေဝိုင်းကပတ်လေဆိုရင်တချင်းနေရလို့မိတ်ဆက်စာရေးဖို့လူကိုယ်တိုင်သွားပြီးမိတ်ဆက်ဖို့ဘယ်နေရာတွေ့ထိကပါရီကပါစဖို့အော်တိုစာအုပ်ထိုးပြီးရေးခိုင်းဖို့လေဆိုတာလေဝင်းမလီကိုဒီအားစပြီးကိုပြည်ကျော်လူတွေကရင်ခွင်ထဲဝင်မှုစူးစမ်းတတ်တယ်မဟုတ်လားအခုနေခါမာတီတို့အရွယ်မိဘတွေကိုပဲအားကိုးရလိမ့်မလားမာတီရဲ့မိကလည်းတုံးလုံးနေတနေ့ကကိုပြည်ကျော်ကတော့ပြောရှာတာလာလေလားမေးရရုပ်ရှင်လက်မဲ့လာပြီးထားတဲ့ဒေါ်လေးမီကရုပ်ရှင်လက်မဲ့ဝယ်ခိုင်းလို့လားဘာကားလဲစတာမေးလိုက်လို့ရှင်နေကိုပြည်ကျော်ကသူ့ရဲ့ဝိတုရုပ်ရှင်ရကြောင်ပြောမှာသူကအဲ့ဒါလိုပြောလာလို့ရှင်အန်နီတို့လည်းပေးပါအောင်ကွမပြောရတာကိုကြီးလာမြောင်းပြီးဟာငါတူရေးတဲ့စောက်ရုပ်ရှင်ရိုက်တယ်ဆိုအန်နီတို့လည်းအားပေးရအောင်ပါပဲဘာကားတော့ကွမေးလိုက်လို့ရှင်နေကိုပြည်ကျော်ကကျင်းတီမြေတာလက်ဆောင်လက်မှတ်ပေးထားခဲ့မှာတကယ်လို့မာတီတာသူ့အသေးနှလုံးထဲမှာအခုထိရှိသေးတယ်သူကိုယ်တိုင်ပဲလိုက်ပြခြင်းလေးလိုက်ပြမှာ
ဒေါ်လေးမီတို့ပါပါရင်တော့မာဒီကလည်းလိုက်သွားရုံပဲအခုတော့အမေကဘာမှအလိုက်မသိအမေတို့များမဟုတ်တာကြီးကြတော့သိဆက်စုတာမာဒီကအတွေးတန်တရားတွေကမတွက်ပင်နဲ့ရက်ဆက်ပြီးတော့ကိုပြည်ကျော်အကြောင်းကိုတွေးတက်လာတယ်ဒါပေမဲ့ဒီရက်အတွင်းမှာကိုပြည်ကျော်နဲ့မတွေးမိပြန်ဘူးကိုပြည်ကျော်ရဲ့ရုပ်ရှင်ကောင်းဟုတ်တာတိတ်တိတ်သွားကြည့်ပြီးတော့တမ်းမချရပြန်နေဒီလိုနဲ့ဒီနေ့ကတော့ကိုပြည်ကျော်အမျိုးသားစာပေစုရအကြောင်းသတင်းစာတွေဖတ်ရပြန်နေမာဒီရဲ့ရေမောရရဲ့ဝေဒနာပူပြီးအောင်လိုက်လေတင်းကျပ်လာတာဒီတခါကိုပြည်ကျော်နဲ့တွေ့တော့မာဒီကကိုပြည်ကျော်တွေ့လို့ရှိရင်ပြောရမယ့်စကားလုံးတွေကိုနေ့စဉ်တီးကုန်းပြီးတော့အမုန်းတော်ရေဝယ်ပိုက်ထားမိရဲ့ဒါမဲ့ကိုပြည်ကျော်နဲ့မစုံမိပဲလာတော့ကြာနေပြန်တဲ့အခါကာလာပေါ်မင်းကလေးတွေလို့ပြောရင်းဆိုရင်အော်တိုရေးခိုင်းမှုကြီးတီကုန်းထားတဲ့စကားလုံးအနုအလားတွေလည်းပျောက်ကုန်ကြပြန်နေဒီကနေ့ဘူတာယုံမှာကိုပြည်ကျော်မမျော်လိမ့်မယ်တွေ့တော့သူ့ရဲ့ချင်းနဲ့သူကြည့်မိရဲ့ရခင်နေ့တွေကထဲထဲယူလာမိရဲ့အော်တိုစာအုပ်ကိုလည်းမတွေ့ရရင်မောရပြန်နေဒါမဲ့ဒီတကားတော့ကိုပြည်ကျော်ရှိရာသူဟာအရေးစုံပြီးရှောက်လာမိရဲ့ပြီးတော့ကိုပြည်ကျော်ထိုင်နေတဲ့ပလက်ဖောင်းသားမှာပဲမတ်တက်ရက်တယ်ကိုပြည်ကျော်ကလည်းတုတ်တက်ချောင်းနေကြောက်ပြားပေါ်မှာအတိတ်ပဲမေးရှောက်ချစ်တယ်ကိုပြည်ကျော်အော်မာဒီအလုပ်လားမာဒီကလည်းအန်အော်ဟန်နေနှုတ်ဆက်တောင်းကိုပြည်ကျော်ကလည်းတကယ်အန်အော်ရတယ်ဒါကြောင့်လေသူထုံးစံစကားအတိုင်းနှုတ်ဆက်တယ်ဒီနေ့ကိုပြည်ကျော်စာပီစုရမာဒီတည်င်းစာတွေမှာဖက်ရတယ်တိတ်ဝမ်းတာပဲဟုတ်ကဲ့ကိုပြည်ကျော်ကတော့ဘာမှထူးထူးခြားခြားအန်အော်ဝမ်းတာမှုဖြစ်မသွားအဲ့ဒါအောင်မာဒီကအားမြောင်ဒါမဲ့ဒီစကားစုတွေကလေကိုပြည်ကျော်ကိုလေလူဘလောက်မြများပြောပြီးကြပြီမသိဘူးအရင်တခါကားမတ်တိုင်မှာသူ့ရဲ့ဝိထုကြိုက်ကြောင်ပြောမိဟာမာတီတတိယမိရဲ့ဒေါ်လေးမီတို့ပြောရနဲ့ကိုပြည်ကျော်ရဲ့ဝိထုဟာရုပ်ရှင်ကမာတီသွားကြည့်သေးရဲ့ရုပ်ရှင်ကဝိထုကိုလည်းမမီဘူးနော်တက်တရွေမှတ်တရွေနဲ့မာတီကလည်းသူ့ကိုအမုန်းတင်ကြည့်ရဲ့ကိုပြည်ကျော်ကတော့ဘာမှမပြောပြုံးမိတာနေရရက်ထားလာတော့ကိုပြည်ကျော်ကလည်းမာတီကိုတက်ချက်လက်ကြည့်ပြီးမှတ်တက်ထားရက်တယ်ကိုပြည်ကျော်အခုပါစာကိုရေးနေလေကျွန်တော်ခင်ရပြန်ရောက်တာရပ်ပိုင်ပဲရှိသေးလို့စာမရေးဖြစ်သေးဘူးအမေနဲ့နေရဆိုအမေကြီးရောနေကောင်းလားဟုတ်ကဲ့နေကောင်းပါတယ်ရက်ထားရက်လိုက်တာနဲ့မှသည်ရက်ထားပေါ်လမ်းတက်တယ်သူပါလာလိမ့်မယ်လို့တင်နေရက်ထားပေါ်လမ်းတက်တာတော့ဟန်နဲ့အလှအပနဲ့ဒါပေမဲ့ရက်ထားပေါ်ရောက်မှသူကပါမလာပြန်ဘူးပလက်ဖောင်းပေါ်မှာမတက်ရက်လဲသာရှိသေးဟာမာဒီယာတမ်းမတက်ချက်ကိုလည်းမုံမုံပန်ပန်ချမိပြန်နေအရင်တကကားမက်တိုင်မှာစုံမိကြတော့သူအရင်တက်တော့အမတ်ထားမိရဲ့မာဒီယာအခုရက်ထားပေါ်လေအလင်းတက်မိရဲ့ရက်ထားကလည်းခြောက်နေသူဘာကြောင့်မတက်တာပါလဲအတွေးတို့ကလည်းမသိရင်နဲ့မှပြေးလာပြန်နေသူတစုံတယောက်ကိုများစောင့်နေရလားသူစောင့်နေသူကမင်းကလေးများလားရက်ထားကလည်းထွက်လာနေပြီမာဒီရဲ့တွေးရတော့မပြတ်ပြည့်သေးဘူးငါသူ့ကိုဘသူစောင့်တာလဲဧကနာတယောက်ယောက်စောင့်နေရထင်နေသူ့လည်းဘာကြောင့်မစားမိပါလဲအဲလိုစားမိလို့ရှိရင်သူ့ရဲ့အခြေအနေသိကျင်သိရမှာသူ့လာကိုပြီးတော့သွားကြမယ်ဘာလို့မခေါ်မိပါလဲသူ့အမေနဲ့နေရပဲမီးပြီးတော့ချက်ကျွေးမိသူရရင်တော့ကောင်းတာပေါ့ဗျာလို့များသူကပြောလိုက်တော့ဒါမှမဟုတ်မာဒီရတွေ့ရမပြက်ပြန်တော့နောက်တခါကိုပြီးကျော်နဲ့တွေ့တော့ပြောရမယ်ရီလာမြောင်းပြီးစကားရောမာဒီကုန်းတီနေမိပြန်တယ်အမှန်တော့ဒီတန်တရားကမဆုံးသေးဘူးတန်တရားဆုံးမိနေအောင်ကိုပြီးကျော်တရားမိမရသွားပြီဆိုရင်တရေကိုမာဒီကြားရတဲ့နေ့ဒါမှမဟုတ်မာဒီကိုကျွန်တော်ဟူတော့ဟာချိခဲ့ရင်အခုလေချင်းနေတော့မှလို့ကိုပြီးကျော်ကပြောလာမင်းနေပါဟုတ်ကဲ့ပါဆက်လက်ပြီးတော့လေစာရေးဆရာဖူးကျော်ရေးသားထားတဲ့ drama asset တာနဲ့စီတာတိကဟင်းလင်းပြင်းဆိုရင်ဇလန်းကိုလည်းတင်ဆက်ပေးသွားမှာပါကျမဒူမလေးလေးတော့လာလေဟာဒေါ်စိန်မြင့်ကအတန်ကိုမြင့်ပြီးပြောတယ်လက်သမားတွေနဲ့အိမ်ဝိုင်းပြက်နေကြတယ်ကျွန်တော်တို့အားလုံးလှည့်ကြည့်ကြတယ်အော်ဟုတ်လားမစိန်ရဲ့ဒူမလေးကကြောပဲအမေရဲ့စကားကိုတူမပါအတိအမတ်ပြည့်ရဲ့အနေနဲ့လည်းပြုံးပြတယ်အကြည်ရိုင်းသွားမှဆိုလို့လေမျက်နှာလွှဲလိုက်ပြီးပြီသူရုပ်သွင်းပုံရိပ်ကတော့နှလုံးသားကိုလည်းချက်ချင်းလာပြီးရိုက်ကတ်သွားတယ်လို့ပဲအမေပြောတယ်လို့ဖြူဝင်းနဲ့အသားနဲ့ထင်နေရဲ့နှာတန်တို့ကလည်းအထူးကြဆုံးအလားပါဆုံးကိုလုံးကိုတွေကတော့တွေ့လေးရပြီမိရှိုက်ဖို့ကြီးငယ်ကတော့သူ့နေရာနဲ့သူမိမ့်မဲ့ကြော်လေးတယောက်ရဲ့အသွင်ပြေကိုဖော်ပြတယ်အင်းရင်ကချီရင်ကောင်းရင်ပြက်တာနဲ့သူရဲ့လှုပ်ရှားမှုကိုတနေ့လုံးမြင်ရတယ်အိမ်ရှိထွက်ပြီးအဝိလျှော်တယ်အိမ်နောက်ဘေးဘက်မှာရေကက်ပြင်းမှာရီးငင်းနေမိဖို့ဆောင်မှငရုတ်တီထောင်းတန်အောင်သူရဲ့လှုပ်ရှားတန်လို့နှလုံးသားတွေကတည်နေညနေမှာအိမ်ရှိရရှိရဲ့ရေးတိုင်ကြီးမှာသူကရေးထွက်ကြရင်ကျွန်တော်တို့ကအိမ်ဖြတ်ပြီးမပြီးကြသေးလို့အလုတ်သိမ်းပြီးရေးကျိုးနေချိန်မှာဒေါ်စိန်မြင့်သားမောင်ခင်မြင့်နဲ့အပြင်ထွက်သွားတယ်တနကပက်ကွက်ကြားနဲ့ပြာပါဆန်တစ်ဖက်တစ်စားနေမှုသူရဲ့ရိုးသွင်းကပို့ပြီးတော့လဲနှုတ်ပြူငေးရွယ်သွားတယ်လို့မျက်စိရဲ့မြင်နေမိဟာဒေါ်စိန်မြင့်ရဲ့သားမောင်ခင်မြင့်နဲ့
သူတို့ပြင်ဟာပြန်လာကြချိန်မှာထမင်းစားပြီးအိမ်ရှိထွက်ထိုင်နေချိန်ပြက်တာနဲ့အကြည့်ချင်းတစ်ချက်ဆုံးမိသွားပြန်နေမောင်ခင်မြင့်ကအကိုထမင်းစားပြီလားမေရဲ့ကဝမ်းသာမှုပြင်းနေအေးကွာစားပြီညီလေးတို့မောင်နှမရောကြောင်ပိုးကြောင်တွေကိုမိလိုက်မိဟာမောင်ခင်မြင့်ကမပြောဘဲသူမှဟုတ်ကဲ့ရှင်စားပြီးပါပြီပြောလိုက်တဲ့အခါချူလွင်အေးမြတဲ့သူ့တန်ကြောင့်ရင်ထဲမှာပီတိချက်ချင်းပြေးသွားတယ်မောင်လွင်နင်းတော်ထဲမှာအိမ်မလို့လားချမ်းဟာချမ်းနေကွယ်အတော်တို့အိမ်ကိုလာအိတ်လေရတာနဲ့အမိုးကဖြတ်ထားတဲ့ကျန်းကင်းပြမှာချင်းထောင်ထောင်နေကျွန်တော်မြင်တာနဲ့ဒေါ်စိန်မြင့်ကလည်းလမ်းပြောတာဇန်နဝါရီလဖြစ်တာနဲ့ဒေါ်စိန်မြင့်ပြောတယ်လို့ချမ်းကောင်းချမ်းမင်းအမေနဲ့အမတို့ကတော့အိမ်ပြီးမှအမိုးကလှုပ်ပြီးအခန်းထဲမှာအိတ်ကြတယ်ဘာပြန်ပြောရမှမသိဖြစ်နေစင်မှာဒေါ်စိန်မြင့်ကမောင်နေမောင်လေးကိုလည်းနှင်းတော်တဲ့အိတ်ခိုင်းမလို့လားကျမတို့အိမ်လာအိတ်လေဖြစ်တဲ့ဥစားမောင်လေးကနှာစည်းချောင်းစုဖြစ်တတ်ပါပြီနဲ့လမ်းပြောပြန်တယ်လေအမေကဘာမှပြောအမပစ္စည်းတွေလည်းလမ်းနဲ့ပုံထားရလို့တော့ဤအမလီတဲတွေအုပ်တွေများကွယ်ညတွင်ချင်းဘသူလာကူးမှလဲတလန်လုံးမီးတွေလည်းထိန်းနေရဗျာဟုတ်တယ်လေဒီကောင်လေးကတော့မက်စိတ်မပြောသလိုနှာစည်းချောင်းစုလည်းဖြစ်တတ်ပါပြီနဲ့သွားအိတ်ကြီးအိတ်ပါလားသားအမေရဲ့စကားကြောင့်ချင်းအောင်ဆွဲဖြုတ်လိုက်တယ်ချင်းအောင်ဆောင်မွေရဲ့လက်တွေကိုလည်းပတ်လိုက်ပြီးတော့ဒေါ်စိန်မြင့်အိမ်ကိုရွေ့လာတယ်အလိုက်တီးတက်တဲ့မောင်ခင်မြင့်ကတော့စီးကျူပြီးအိမ်ရဲ့လက်ကိုလှမ်းယူတယ်သူတို့အိမ်ပေါ်ရောက်လာတော့သူမလည်းယူကျူထိုင်မြင့်ကိုမြည်ကြည့်ရင်လေးပေချောင်မြအောင်အောင်မှတိမ်တိမ်မွမွေးထိုင်နေတဲ့သူ့ကြီးနဲ့စုံမိပြန်နေနှလုံးသားလွင်တီးခေါင်မှာနင်းစံနှင်းပေါက်တို့ကြပြီးတော့ချက်ချင်းကိုလည်းစူးစူးစိမ့်လန့်စာပြူလာတယ်လို့ပဲမောင်လွင်ထမင်းစားပြီးခဲ့ပြီလားစားပါအောင်လားမင်းနှမကိုလည်းခူးခိုင်းလိုက်ပြီလေသမီးမြနဲ့ထမင်းကူကျေးဇူးပဲကျွန်တော်စားပြီးခဲ့ပြီပါပြီနေနေညီမမကူပါနဲ့ကျွန်တော်စားပြီးခဲ့ပြီပါအေးမင်းတို့တော့မပြီးမချင်းတော့ဒီမှာအိပ်ပေါ့အာနာရမယ်လူတွေမှမဟုတ်တာကဲလက်ဖက်ကလေးနဲ့ရင်းနှီးချက်လေးလေးချပေးပါအောင်သမီးဟုတ်ကဲ့ပြောရှိမှရင်းနှီးချက်နဲ့လက်ဖက်တုပ်ပကံကိုလည်းချလာပြီးချမ်းအေးရဲ့ဟေမန်တိုင်းညနေချမ်းနှွေးထွေးစားလေးပြုတ်လာတယ်အပြင်ဧကန်မှာအိပ်ရတယ်တညအလုံးအိမ်မပြောသူ့လှုပ်ရှားမှုမှတ်သမျှကိုနှလုံးသားတွေကကြားနေရတယ်အမောင်ညတွေမှာသူ့လက်ပြအနားမှာလည်းတဝဲလင်းလင်းစောင်းနေတော်တွေမှာအိပ်ရပြီမိချောင်းတဟိုးဟိုးနဲ့ကိုလည်းစူးပြီးတော့နှာစီးချောင်းစုဖြစ်ကျင်တာတတိထားမိရလဲမိမိချောင်းဟက်တန်ရင်စက္ကန့်ပိုင်းအတွင်းမှာပဲအိမ်ကန်ထဲကသူမရဲ့ချောင်းဟက်တန်ကိုလည်းကြားရတယ်နေအောင်စလို့အိမ်မပြောနိုင်တဲ့တင်ဂီတာတွေကိုဘယ်၍ဘယ်များတော့ရေတွက်လို့မရတော့မနေ့မှသူစောစည်းစွာထားတယ်မောင်လေးအတွက်မျက်နှာသိလှုပ်ပေးထားလိုက်ပါအောင်သမီးဒေါ်စိန်မြင့်အတန်ကြောင့်ပြန်ပြီးမေးနေလိုက်တယ်အတော်ကလည်းအဲ့ဒီမှာမဟုတ်တာပြောပြီးမိမိအိမ်မှာမျက်နှာသွားသေးတယ်လက်သမားတွေနဲ့မိမိရဲ့လှုပ်ရှားမှုလေသူမဟာတနေ့လုံးမြင်နေရတယ်လို့သူမရဲ့လှုပ်ရှားမှုလေမိမိကလည်းတနေ့လုံးသတိပြုမိရဲ့ညနေစာစားပြီးချိန်မှာရင်းနှီးချမ်းဝိုင်းမှလည်းစုံမိပြန်နေဒေါ်စိန်မြင့်ကငါလက်ထိတ်ခဏသွားအောင်မင်းတို့မောင်နှမကြီးလည်းစကားပြောကြအောင်ပြောပြီးတော့လည်းထွက်သွားတယ်သူနဲ့စကားပြောချင်တာနဲ့အတော်ကိုဖြစ်သွားတယ်ဒေါ်စိန်မြင့်ရဲ့သားမောင်ခင်မြင့်ကတော့10နှစ်သားအရွယ်သားရှိသေးရမို့ချစ်သူတို့ပြောကြတဲ့ဘာသာဗီတော့တော့နားလည်နိုင်မဲ့အသေးနှလုံးလူလားမမြောက်သေးဘူးညီမတွန်းအားဆိုတာတကယ်ပဲလားယင်ဟုတ်ကဲ့ဟုတ်ပါရဲ့ကိုဘာဖြစ်လို့လဲတော်သူတွေဒီလောက်လာတကားမှမမြင်ဘူးလို့ပါအမှန်ကသူမရဲ့မျက်နှာတစ်ချက်တီးသွားတာနဲ့စကားဟာလေဦးတီရလွဲသွားခြင်းမှာတော်သူတွေဒီလောက်ကိစ္စနာမမြင်ဘူးတဲ့အကြောင်းကိုလည်းပြောလို့ချက်လွဲပြီးတော့တော်သူတွေဒီလောက်လာတကားမှမမြင်ဘူးလို့ပါလို့ဖြစ်သွားတာမြောင်ပြောတတ်တဲ့လူဆိုရင်ကျမကလည်းတိတ်ကြိုက်တာကဲလက်ဖက်တုပ်လေးသုံးဆောင်လိုက်ပါအောင်ကိုဟင်းပြိုင်သူရီမိရေတကယ်ပြောတာပါအဆက်ပြေလေးပြောရသေးရတော်သူမတွေဘလောက်လာရန်ကုန်သူတွေတော့ဘယ်မိပါမလဲနော်ကိုလက်သေးကိုလေပဇန်လေးကိုငုတ်ကပ်ပြီးတော့အဆက်မျက်လုံးဝွေးနေတောင်းကက်ကြည့်ပြောတယ်ရှင်ထဲမှာရိုးကြီးကိုနှွေးထွေးသွားမိရဲ့ရန်ကုန်သူတွေကပင်ကိုရုပ်ဒီလောက်မဟုတ်ပါဘူးဗျာစီစုပန်းရိုက်မျက်နှာနေပြင်တက်စင်တက်ခစ်ဆန်တက်ကြလို့ပါအခုခေတ်တော်သူတွေကလည်းပြင်တက်စင်တက်ကြပါတယ်ကိုရင်တော်သူတွေဆိုရင်ထင်မသေးလိုက်ပါနဲ့အထင်သေးလို့မဟုတ်ပါဘူးကွာကျွန်တော်တို့ကလည်းတော်သားတွေမူလာတော့မသိဘူးတော်သူစစ်စစ်ရဲ့မှာမျက်စိတွေ့တာအိမ်တော်ပြီးတော့အမေကတော့တော်သူမှရွေးယူရမယ်လို့ပြောထားတာဗါတဲ့ကျွန်းကလာမရတော်သူလို့တော့စာစုရှိရတဲ့အကူကစာစုနေကိုအကူတို့တော့ကျွန်တော်ကပြည်စားတီးပါ15နှစ်သားမှရန်ကုန်ကိုရောက်တာညီမစာတီးရအောင်ကျမခရမ်းသုံးကွာပါဒေါ်စိန်မြင့်ပြန်လာနဲ့ခဏစကားပြတ်သွားကြတယ်ဒေါ်စိန်မြင့်က2ယောက်စလုံးကိုလည်းအကဲခတ်ကြည့်မောင်လွေကတော့တိုက်ဆောက်တန်းလန့်နေဆိုတော့အားမမဟုတ်ဘူးဒီမရဲ့
တိုက်ကပိတ်ရနေလက်သမားတွေစောင့်နေရမယ်တော့ရင်အတော်ပါလုံးမလို့လေဟိုတီလူလေးကွယ်ဒီကဒူမလေးလာလေရနဲ့ပွဲနေလေစုံနေရောလိုက်ပြခိုင်းမလို့ပါပွဲထဲမှာဖုန်တွေကလည်းတထောင်းထောင်းနေဆိုအတော်ကမူးတယ်လို့ဒါအများစိတ်ချပါတော့ရင်ကျွန်တော်လိုက်ပြလိုက်ပါမယ်အေးကွယ်ကျေးဇူးပါမယ်ကဲသမီးမြနေမောင်လေးလိုက်ဖို့လိမ့်မယ်နော်မောင်ခင်မိကိုလည်းအဖေါ်ခေါ်သွားကြမောင်လေးကတော့အိမ်လေးချင်းဆိုပြီးမိအတော်တို့နှစ်ယောက်ဆွေမျိုးလိုပါပဲဘာမှလည်းအားနာစရာမရှိဘူးသမီးသွားချင်တာသာပြောမောင်လေးလိုက်ဖို့ပြီးလိမ့်မယ်ဟုတ်ကဲ့ပါတော်အတော်ပြောတာဟုတ်ပါတယ်ညီမရဲ့ဘာမှလည်းအားနာမနေနဲ့ညီမသွားချင်တာသာပြောအခုလိုက်ဖို့ပြီးမယ်ဟုတ်ကဲ့ကိုကျေးဇူးတင်ပါတယ်နော်ဒီညမနေ့ကညထက်လှပါတယ်ရွှေများတွေလာရောက်နေမှာဟိမန်နာရဲ့ပကြီးကားချက်ကကြည့်မောရှူမောပါစရာဒါပေမဲ့ကျွန်တော်ကတော့မိုးမြင့်မြင့်လင်းဖို့သာစုတောင်းနေမိရဲ့မိုးချုပ်လိုက်တာတားပင်ရပြန်လာလေဒေါ်စိန်မြင့်တူမကိုလည်းပွဲလိုက်ပြတယ်မိနေတို့နှစ်ယောက်ထဲလားအမကဝင်ပြီးတော့မောင်ခင်မြင့်လည်းပါပါတယ်ငါမိမေနေအဲ့ဒီကောင်မလေးကိုကြိုက်နေလားမဟုတ်တာမိရလေဘာမဟုတ်တာလေငါ့ကိုမစိတ်မြင့်ကပြောပြီးပြီနေကိုကြည့်ရတာသူ့တူမကိုကြိုက်နေပုံမေးတဲ့အမေကလည်းဗျာရှက်နဲ့မျက်နှာမထားတတ်အောင်ဖြစ်သွားတယ်ကျွန်တော်ကလည်းအမဟာကြားဝင်ပြီးတော့နေကဒေါ်စိန်မြင့်ငါတို့ကိုလာပြောသွားတယ်ကောင်မလေးအမေအဖေကသူတို့မျိုးမှလည်းထိတ်ပဲတဲ့စပါးဆန်တိတ်ခွဲဆက်တွေလည်းရှိရင်ကောင်မလေးကရှေ့တန်းနှစ်ခါကြာလို့ကြောင်းထွက်နေတာမောင်နှမလည်းနှစ်ယောက်ပဲရှိရဲ့တဲ့အဲ့တော့မောင်လေးကိုလည်းမေးကြည့်ရဲ့သူရဲ့ဒူမကတော့သူ့တခုံးမှာပဲတဲ့သူ့အမေအဖေကလည်းဒေါ်စိန်မြင့်ကိုအပ်ထားကြတယ်ပြောတယ်အဲ့တော့နေ့တဘောကဘလို့လဲပြောမမတော့သဘောတူတယ်ကောင်မလေးရုပ်ရည်ကလည်းဘာမှပြောစရာမရှိဘူးကြည်ရတာလိမ္မာရေးချာဒီမှာအေးလွင်နေကအမေလားငါကအမေလားပြောစမ်းငါတောင်ငါမေးစမ်းပြရစီအောင်ဟဲ့မနေ့တနေ့မှတွေးတယ်အောင်လေမစိတ်မြေစကားနဲ့အထင်ကြီးနေလိုက်တာမစိတ်မြေကလေပါပြီနဲ့ဒီမှာမောင်းလေသားအမေမျက်နှာကိုကျွန်တော်စီမကြည့်ရဘူးဟုတ်ကဲ့အမေလို့ပါကောင်းငုတ်ပြီးပြောလိုက်တယ်ငါသာအဲ့ဒီကောင်မလေးကိုတကယ်ကြိုက်နေလားအမေကိုမှန်ပြောဘာမှရှက်နေစရာမလိုဘူးငါသားကြိုက်တော့အမေတို့ကလည်းသဘောတူပါမှာပေါ့ကောင်မလေးကြီးကြည့်ရတာရုပ်ရည်ရောနေပုံထိုင်ပုံရောပြောစရာတော့မရှိပါဘူးဒါနဲ့မြအမေကပြောရသေးတယ်မောင်လေးကလည်းကြိုက်ပါတယ်ဟဲ့ပြောမရမှာပေါ့ငါကအမေဟာနေရတကောင်ဝိမပါနဲ့သူ့ဘာသာသူဆုံးဖြတ်ပါစေနေလေကလေးကငါအတန်တန်မှားလိုက်တယ်ဘေးလက်မြေအိတ်တီကိုခါကျိုးနေအောင်လေဈေးတူမပေးပါနဲ့ဆိုတာအိုးလက်သမားကြီးကလည်းတန်ပါတယ်ပြောတာဟုတ်မိရဲ့ဒီခေတ်မှာမဝယ်ရင်လေဘာပြင်းစည်းမှရမှာမဟုတ်ဘူးဟဲ့မရရအောင်ဒီတက်ဆိုင်နေပဲရှိလို့လားနေရဲ့အင်္ဂတိအိတ်တဲ့သေးတွေမြေတွေဖောက်ထည့်ထားတာဆိုပေးနေလို့အမေနဲ့အမတို့ရဲ့ဇကားကိုကျွန်တော်ကမဆုံးဖြတ်ရသေးပါဘူးအမေဟာဆိုပြီးဇကားနဲ့ဖြတ်ထားတာအမှန်ကအမေရောအမပါတပသဘောလေးကိုစောင့်နေရနေကျွန်တော်ကဒေါ်စိန်မြင့်တူမှမြာနေဝီကိုဆုံးဖြတ်ပြီးသားရှက်ပြီးတိကြမပြောရတာမနေ့ပြန်မြာနေဝီနဲ့ရွှေတကုံပြားသွားဖို့လေးချင်းပြီးသားတပည့်ကကြတော့တရိစံယုံနောက်နေ့လေးတနေရအိမ်ကိစ္စတိုက်ကိစ္စမှလည်းအမားတို့အမေတို့နေကိုပြီးပြီးသားကျွန်တော်ရှိလို့လေများစွာအကြောင်းမထူရနဲ့မြာနေဝီသွားရေးလာရေးမြာနေဝီကိုတီးအကြလက်ထက်ခွင့်တောင်းယူတာလောလောဆယ်ကျွန်တော်အတွက်အရေးကြီးအမရက်လေစုံတော့တခုသွားနေရနေလက်သမားနှစ်ယောက်နဲ့မြို့တဲ့တန်ချောင်းဝဲကိုလိုက်ရတယ်ဒါပေမဲ့လေစိတ်ကတော့မြာနေဝီစီတာတဝဲလေမြာနေဝီနဲ့အတူလာတပတ်ခန့်ကြာသွားပြီဖြစ်တော့ချစ်သူဘွားကိုလည်းရောက်နေပြီညာနေဝီလီကပြောတယ်ကိုလွင်မြောက်အမန်တကယ်မြေတာရှိရိုးမှန်ကျမတို့တော့ထုံးစံအတိုင်းအမေအဖေတို့စီမှာလာတောင်းမှာအရေးစိတ်မြင့်ပါလို့ရှိရင်အမေတို့အဖေတို့ကလည်းသဘောတူမှာပါတဲ့ကျွန်တော်ကပြောလိုက်တာနဲ့ပြောစရာမရှိဘူးလက်သမားနှစ်ယောက်နဲ့တန်ချောင်းသွားဝေဖို့မြူတွေထွက်ရအောင်လားညာနေဝီကအိမ်ရှိထွက်ကြည့်ပြီးငင်းလေးကိုကြံခဲ့တာညနေ4 နာရီခွဲလောက်မှတန်ချောင်းကတက်စီးတိုင်နေမြူတွေကိုလည်းပြန်ရောက်လာတယ်လမ်းနဲ့ကားဝင်လာလို့အိမ်ရှိရောက်တာနဲ့ဒေါ်စိန်မြင့်ကအိမ်ရှိလမ်းကြည့်မိဟာမြနေဝေကိုမတွေ့ရလို့ရှင်ထဲမှာဟာသွားတာတန်ချောင်းနေသွားဝေဟာပြန်လာတန်ကြရင်အိမ်ရှိကိုထွက်ကြနေလိမ့်မယ်လို့မှန်းလာတယ်မန်းချက်တွေကလွဲသွားတယ်ရှင်ထဲမှာပူဟာသွားတယ်လက်သမား4 5ယောက်နဲ့တူဝင်လာတဲ့တန်ချောင်းကိုလည်းကားပေါ်ကနေဝိုင်းချပေးရတယ်ဘလောက်မှမကြောက်အောင်အမေကတာခဏလို့ခေါ်နေအမေနဲ့အမတို့ခန်းထဲဝင်လိုက်သွားတယ်ကျွန်တော်အတန်ချောင်းဝင်ပြီးကုန်ကြခဲ့ရင်ငွေနဲ့စီးမီဖို့ခေါ်တယ်ထင်တာအမေနဲ့အမတို့မျက်နှာမကောင်းဘာဖြစ်လို့လဲမီချက်ချင်းကောက်မိရင်ညာနေဝီနေပတ်သက်လို့နေပါသေးလေဒီကောင်မလေးကသူ့အိမ်ဟာသဘောမတူရင်ကောင်လေးတယောက်နဲ့လိုက်ပြီးလို့အိမ်ကခွဲထားတာနေလေကအဲ့ဒီကောင်လေးနဲ့သူ့ဘဘော3 4ယောက်ကလိုက်လာတယ်အစားတော့ကောင်လေးကသူတို့ချေချေကိုမခွဲပါနဲ့
ညာနေဝေကိုလည်းသူတို့နဲ့ပြန်ထင်းလိုက်ပါလို့တော်စိန်မြင့်ကိုလည်းတောင်းတောင်းမှန်မှန်ကောင်းကောင်းမွန်မွန်ပြောတယ်သူနဲ့ညာနေဝေရရပြီးတော့3-4ရက်ပဲပေါင်းရသေးရဲ့တဲ့ညာနေဝေမိဘရသဘောမတူလို့ခွဲပြီးရန်ကုန်ပို့လိုက်တာဆိုပဲတော်စိန်မြင့်ကပဲအဲ့ဒီကောင်လေးကိုတရီပေါ့အဲ့တရီနာစာဘာညာညာပြောတော့ကောင်လေးကလည်းစိတ်ဆိုးတာပေါ့ကောင်လေးကသူတို့တိတ်ခွဲဆက်ကအလုပ်သမားတဲ့ကောင်လေးတငယ်ချင်းတွေကလည်းတော်စိန်မြင့်ကိုဝိုင်းတောင်းမှန်ပါတယ်မရဘူးနေတို့လည်းကဲတိုင်ထားတယ်ဆိုတာနေတို့သိရလားတမှုကနှမှုဖြစ်ခြင်းငါအိမ်မော်တက်ခေကြစမ်းလို့ချိန်ချောက်တော့ကောင်လေးတွေကအိမ်မော်မတက်ရပါဘူးတော်စိန်မြင့်ကိုပြောမြတော့မြနေဝင်လေးဝိုင်းပြောအိမ်မော်ကစိမ့်လာဖို့ခေါ်တယ်တော်စိန်မြင့်နဲ့သူ့အမေအဖေတို့ကကောင်မလေးကိုဘလို့နားသွင်းလဲတော့မသိရောကောင်မလေးကလည်းနင့်ကိုငါကြိုက်လို့ယူတာမဟုတ်ဘူးတဲ့ကောင်လေးကလည်းပြောပါသေးတယ်ချိန်တွေကြသူ့မိဘရေမိသွားလို့ဆိုတာဘလုံးပထွေးမှုငါနားမရှင်းလိုက်ဘူးဒီတော့ကောင်လေးနဲ့သူ့ပေါ်ရအခုတော့နင်ငါ့ကိုဘယ်ကြိုက်တော့မလဲရန်ကုန်ကဟိုကောင်နဲ့စကန်သွားနေပြီမို့လားဖေရရောတရိษံယုံမအောင်နေတို့ငါတို့တွေ့ရင်အခုပြောလို့မရလို့လာပြောတာတင်းစာမရှိရင်ကောင်မပလီမအိုးစုံနေရပဲပြီးတော့နေရောနေရဲ့ကောင်ရောတတ်မယ်လို့ကျင်းသွားတာသူတို့ကတော့သားတွေတကယ်လို့မှာအဲ့ဒါငါသားလေးကုကန်ကောင်းလို့မဟုတ်ရင်ဖေရပေါ်မှာနေအမေရဲ့စကားကိုကျွန်တော်မကြားမိရောအကြီးကိုအမေနဲ့အမတို့စရာလွှဲတယ်ကိုခန္ဓာရှိရဲ့ dressing တွေတော့တပည့်တစားစီကိုလည်းလွှင့်စင်သွားသလားထင်ရတယ်အဇက်တာရေနေကအကြီးဆိုတာလေဆက်လက်ပြီးတော့လည်းစာရေးဆရာဖူးကျော်ရေးသားထားတဲ့နေရမကြီးချစ်ချင်းပေးတာဆိုရင်ဇလန်းကိုလည်းတင်ဆက်ပေးသွားမှာပါတန်လိုက်မှာတောင်ဝင်ရိုးစုနဲ့မြောက်ဝင်ရိုးစုဆိုပြီးတော့အညာမညာဆန့်ကျင်ဘက်တဆုံရှိရဲ့စမှုဗေဒမှာလည်းပြုမှုနဲ့တုံ့ပြန်မှုဆိုရင်ဆန့်ကျင်ဘက်အညာမညာတဆုံရှိရဲ့ဓာတုဖြစ်စဉ်တရက်မှာလည်းအတန်ဒီရဲ့ပေါင်းဆက်ခြင်းမှာခွဲခွာခြင်းဆိုရင်အညာမညာတဆုံရှိရဲ့အမှန်ကတော့ဒီဆန့်ကျင်ဘက်ပါလမ်းထိပ်အုပ်ခွန်ပေါ်ထိုင်ပြီးတော့လေသူ့အလောင်းစောင်းနေပြီးထွက်လာမေသီရိမင်္ဂလာလမ်းထိပ်ကိုလည်းခဏခဏလှမ်းကြည့်ပြီးရင်ခုန်နေရဲ့သူ့အလောင်းကိုလည်းခဏခဏလှမ်းကြည့်နေရတယ်လို့မိုးပေါ်ကိုလည်းခဏခဏလှမ်းကြည့်နေရတယ်မတိမတာတစ်ချက်ပြန်ကြည့်ပြီးတော့ဘူတာပလက်ဖောင်းမြောက်ဘက်ကိုရှောက်လာတယ်ခင်းကြီးယထာစီတိုင်းစောင့်နေကြနေရအောင်လေရောက်လာတယ်ယထာအလောင်းမတ်တဲ့ရစောင့်ကြည့်နေသူ့ကိုလည်းမတိမတာကိုကြည့်ရတယ်ခင်းကြီးရှိရာဘက်ကိုသူ့ရှောက်လာနေလေရင်ခုန်တော့ပိုမြင်လာတယ်ယထာကလည်းတမိုင်းဘူတာထွက်လာနေပြီတနေ့ရလို့ခင်ကြီးအနာကိုလာခက်ထိုင်အောင်ပါပဲစကားဆလာအောင်ပါပဲအဲ့လိုအတွင်းထဲကိုသူ့မျက်နှာကိုလေတီထားတာဟာကိုခင်မောင်တန်းလာလေတာလားလာဗျာလက်ဖေးလေသွားတော့ရအောင်ခမရနဲ့လေမတွေ့ရကြပြီမတော့တော့ဘူးဗျသူကလာနေရထားကိုလှမ်းကြည့်ပြီးပြောတယ်လက်ဖေးရီတော့ရအောင်ခေါ်သူကလက်ကိုဆွဲပြောအတင်းခေါ်သွားတယ်မာလာမြနေမှနေသူတယောက်မဲတော့သိရဲ့လာစမ်းပါဗျာတန်ရောစင်လေးထားမနေပါနဲ့9:55မိနစ်ပဲသွားပါကျွန်တော်ကလည်းမြို့ထဲသွားမှာပဲအတူသွားကြတာပေါ့သူကခင်ကြီးစီကိုလှည့်ကြည့်နေကိုဖာသွားတာတန်ရောစင်ဖြက်လက်စမ်းပါဗျာနောက်ရထားရင်အများကြီးရှိပါသေးတယ်ဒီရထားလူချက်ပါပြီနဲ့ခင်ကြီးမသိမသာတမ်းမချမီရဲ့သူငါ့ကိုလာဆောင်တာအမှန်ပဲဟိုလူခေါ်သွားလို့တက်ကိုလေးရှုပ်တယ်ကောင်အန်ကျိလာမြင်ထွက်လာရင်ရထားကိုဘူတာဘေးရရှိရဲ့လက်ဖေးရည်ဆိုင်နေရနေသူငေးကြည့်နေမြင်တနေ့ရလိုပဲဘူတာကြီးမှသူ့ကိုလည်းတွေ့ရပြန်တယ်မနေ့ကစကားမပြောလိုက်ရနဲ့အခုရုံပြက်မှာလာဆောင်မှန်းသိတာတယ်မနေ့တည်းဇင်းချက်ပလက်ဖောင်းမှာခင်ကြီးကနဲ့ဘက်လေးဇင်းချက်ပလက်ဖောင်းဘက်မှာရှောက်အလောင်းသူကလည်းမတက်ရက်ဆောင်ကြည့်ရင်ခင်ကြီးရဲ့မတိမတာငေးအကြီးကိုမြင်သွားတာပြုံးရွှင်မဲ့ခင်ကြီးအနာရောက်လာတယ်ရင်ခုန်ရလို့နဲ့ခင်ကြီးကသူ့ကိုတော့မကြည့်ရင်ဘူးဒီအားနဲ့မခင်ကြီးနော်ဟုတ်ကဲ့ရှင်သူကပို့ပြီးအနာကက်လာတယ်မခင်ကြီးမှညီမတယောက်ရှိပါနော်ဟုတ်ကဲ့ရှိပါတယ်မခင်ကြီးညီမမခင်လေးကအခုပဲမှလဲမခင်လေးခင်ကြီးကမခင်လေးဆိုရင်စကားကိုအံ့ဩစွာရည်ရွတ်တယ်သူကခင်ကြီးမျက်နှာကိုမျက်တောင်မခက်စိုက်ကြည့်ရင်မခင်ကြီးအခုခင်လေးပဲမှလဲဘယ်ဟာခင်လေးပါလဲကျမညီမနာမည်ကခင်လေးမဟုတ်ပါလားရှင်မမြမိပါကျွန်တော်မတနာဘူးလားဗျာရှင်ဒီလူဘာလာပြောနေပါလဲခင်ကြီးကလည်းကောင်းရှုပ်သွားသူစကားကိုခင်ကြီးလုံးဝနားမလဲဘူးခင်ကြီးညီမမမြမိရလေအခုအိမ်တော်နဲ့ကလေး2ယောက်ရှိပြီကျွန်တော်ခင်လေးကိုဘယ်လောက်ချစ်ခင်ရဲဆိုတာတရွက်ကလုံးအတိပါဗျာကျွန်တော်ကိုတနာလို့ရှိရင်ခင်လေးဘယ်မှာရှိရဲဆိုတာတစိမ့်လောက်ပြောပါဗျာအမမခင်ကြီးဆိုကြတယ်ခင်လေးရဲ့အမားဆိုတာကျွန်တော်သိပါတယ်မညာပါနဲ့ဗျာခင်လေးဘယ်မှာရှိရဲဆိုတာကျွန်တော်ကိုတနာရင်ရှင်ပါလာပြောနေရလေရှေ့စကားကျမနားအောင်မလဲဘူးကျမညီမနာမည်ကမမြမီခင်လေးမဟုတ်ဘူးမမြမီ4:35မိနစ်ရက်ထားနေပြီအရှိဘက်စင်းကြံပေါ်မှာပြိုစင်းလာကြတဲ့လူအုပ်တွေဟာအနားရောက်လာနေရှက်လေရှက်မီ
ဒါကြောင့်စိတ်ပေါက်ပေါက်နဲ့အော်ပြစ်လိုက်မိသူစကားကိုလည်းခင်ကြီးတကယ်လည်းနားမလည်ဘူးမဟုတ်ပါဘူးဗျာခင်ဗျားတို့ကြုတ်ကိုညားနေရပါခင်လေးကိုလည်းဘယ်မှာဝက်ထားလဲဆိုတာပြောရမယ်ဗျာခင်ဗျာသိပါတယ်မသိဘူးရှင်မသိဘူးကျမဘယ်လိုလုပ်သိမလဲကျမညီမရှင်ပြောတဲ့ခင်လေးမှမဟုတ်တာမမျှမိပါဆိုဘယ်နှခါပြောရမလဲဦးကြောင်ကြောင်နဲ့သူကအတင်းကျပ်ပြောလာတဲ့စကားကိုခင်ကြီးကဒေါသနဲ့လည်းအော်ပြတဲ့အခါသူငိုင်သွားတယ်ခင်ကြီးမျက်နှာကိုလည်းစက္ကန့်အတော်ကြာငိုင်ကြည့်နေတာခင်ကြီးကမျက်နှာတိထားပြီးမိသူ့တော့ကြောက်လာမင်းလက်ပြားချီပြားတောင်အေးဆက်လာတာသူရဲ့ရှည်လီရတဲ့တမချတဲ့ကိုကြားရစီမှာခင်ကြီးတို့နဲ့တလန်းနဲ့နေကြတဲ့ကုံသွေးရေးတင်မှာမမထိုင်ရင်အတန်ကိုလည်းတပြိုင်တည်းကိုလည်းကြားလိုက်တယ်ခင်ကြီးတို့အလုတ်ကဘူတာနဲ့နေရောဟန်ကြတယ်ကွယ်မမတို့မှဒီရက်ထားမိဖို့အရေးကိုလည်းတေးပြီးရှင်ပြီးပြေးလာရတာဒီတနေ့ပဲကြုံဖို့ရင်ဒါတော့ရက်ထားကလည်းသဘောကောင်းပြီးနောက်ကျနေလို့ခင်ကြီးကတော့နေတိုင်းဒီရက်ထားနဲ့ပြန်နေကြလားဟုတ်ကဲ့မမခင်ကြီးကအခုမှအသက်ရှူရတော့ရင်ဒါပေမဲ့သူကတော့အနားမှမခွာသေးဘူးခင်ကြီးကိုသာစိုက်ကြည့်ပြီးတော့ရှိနေတာဒါကြောင့်တနေ့မှအပြန်ဘူတာတွေကိုမစုံမိရဘူးအော်မောင်လေးမောင်ခင်မောင်တန်းမလားခင်ကြီးအနားမှရဲနေရသူ့လေမမဒါအခုမှမြင်တာနဲ့နှုတ်ဆက်တာမမထားနေလေသူသိပါလားခင်ကြီးအံ့ဩသွားတယ်နောက်မှသူရခင်ကမာလာမြိုင်မှာနေသွားပို့တယ်လို့လေဘူတာကနေပြောကြစူကြတဲ့အောင်ပြန်ကြားမိရမင်းနေကောင်းနေတော့မောင်လေးအခုဘယ်သွားမှလဲကွဘဲမှမသွားပါဘူးမမကျွန်တော်လေခင်လေးကိုလေစောင့်နေရပါခမမမထားသူ့ကြည့်ပြီးတက်ပြင်းရှိရှိကိုရှိုက်တယ်ပြီးမှတီတီတူတူရေရွတ်လိုက်တယ်အော်မောင်လေးမမထားသူ့ဆက်မပြောတော့ပဲရထားတန်လန်ကိုသာငိုကြည့်မမထားရဲ့အမူအရာကြောင့်လေခင်ကြီးအောင်ကြောင်းသွားတာသူကတော့မမထားရဲ့စကားကိုကြောင်းမိလိုက်ပုံမရအောင်မမကျွန်တော်ပြန်မအောင်မေခင်ဗျာမခင်ကြီးရောနော်မနေ့ပြန်မအေးစီစီကျွန်တော်ရုံးကိုလာခဲ့ပါအောင်မေပြောဆိုအရှိစင်းကြံဘက်ကိုထွက်သွားတယ်ခင်ကြီးမှမနေ့ပြန်ရုံးလာအောင်မေဆိုရသူ့စကားကိုဖျားတပြောပါဇက်အဟောင်းသားငေးကြံခဲ့တာခင်ကြီးနဲ့မောင်ခင်မောင်တန်တို့ကလည်းတီးကြတာဟုတ်မသိဘူးမမကျမအလုပ်သွားအလုပ်ပြမှာ तू ကလိုက်နောက်ရက်နေတာ3-4ကတော့ရှိပြီဒီနေ့လေခင်ကြီးကို तू လိုက်နောက်ရက်တယ်မမထားခင်ကြီးစကားကိုအံ့ဩသွားတယ်လို့နေခင်ကြီးမျက်နှာကိုစိုက်ကြည့်ဟုတ်တယ်မမရေသူ့မမသိလားအေးသိတာပေါ့ကွယ်သူ့မာလာမြန်မှာနေတော့ဆိုမမတို့အိမ်ကသူ့ရဲ့စားရင်တောက်ရင်မော့မမမောင်လေးမောင်တင်အောင်နေဆိုရင်ညီအကိုလို့ခင်ကြတာတနာပါရဲ့ကွယ်သူ့ရင်လေးနဲ့စိတ်နှောက်နေရှာတယ်တိမ်နှမျောစရာကောင်းတဲ့ကလေးပါရှင်သူယူနေရဲ့အေးကွယ်သူခင်ဗျာယူနေရှာတယ်ဘလို့ဖြစ်လို့ယူရလဲမမသူကြည့်ရတာလူကောင်းတယောက်လိုပဲနော်ဟုတ်တယ်ကွယ်သူ့ရဲ့ကြောင့်မတီးကြရလို့ရတော့အခုတည်းကိုသူ့ကိုလည်းလူကောင်းမဲ့ထင်နေမှာပဲဟိုတော့ဆိုရက်ွက်ထဲမှာလူကြည့်လူခင်အင်မတန်များတဲ့ကောင်းလေးပါအပြောဆိုလေတိတ်ရင်ကြီးတိတ်မွေ့ရရဲရေးရွာရေးဆိုလေသူကရှိရပြီအဲအကြောင်းလေလူရည်ကျိုးလည်း2ထပ်3ထပ်ခွဲရတာပေါ့ပညာလည်းတိတ်တော်တယ်ပွဲလဲရပြီသားနိုင်ငံသားရေးပါတော့ပညာသင်သွားသေးရတိတ်နှမျောစရာကောင်းတာဘလို့ဖြစ်လို့ယူသွားလဲမမရှည်လျားရဲ့မမထားရဲ့စကားကိုမအောင်အေးနိုင်တော့နဲ့ခင်ကြီးကအလော်တကြီးမေးမိရဒီကောင်လေးဖြစ်ကရင်နာစရာပါကွယ်တို့မာလာမြန်လန်းထိပ်ကတဲ့အိမ်ကျော်အခုအနော်ဝတ်တက်စီကံဖွင့်ထားတာလေခင်ကြီးသိပါတယ်ဟုတ်ကဲ့မမသိပါတယ်အဲ့ဒီစီကံမှာလွန်ခဲ့တဲ့4-5နှစ်လောက်ကခင်လေးဆိုရင်ဆရာဝန်မလေးတယောက်သူနဲ့ပတ်သက်ပြီးစီကံလာဖွင့်နေအညာသူဆိုပေမဲ့အသားကလည်းမညို့ဘူးဖြူဖြူနွဲ့နွဲ့ချော့ချော့လေးရဲ့စကားပြောတာလည်းလီတန်လေးနဲ့သေးကိုညင်ညင်သာသာဆက်ဆံတတ်တယ်သူ့ရဲ့တန်ကြားနဲ့ယောဂတဝဲပျောက်တယ်လို့တော့ဒူးမာလာမြန်ကလူတွေကပြောတာမမလည်း4-5ကစေးသွားထိုးဖို့တယ်အဲ့ဒီစေးကမောင်ခင်မောင်တန်းနဲ့အဲ့ဒီဆရာဝန်မလေးတို့ဆက်တူဖွင့်ကြတာတဲ့တူပြောရတော့လူငယ်ပါဝရင်းငယ်နေကြတယ်ဆိုပါတော့အဲ့ဒါကိုဆရာဝန်မလေးရဲ့အဖေအမေတို့ကသိရောချက်ချင်းကိုလည်းလာခေါ်သွားတယ်တဲ့ဘယ်သူမှတော့မသိလိုက်ကြအောင်မောင်ခင်မောင်တန်းတယောက်ပဲသိလိုက်တယ်တဲ့ခက်တာအဲ့ဒီအချိန်မှာမောင်ခင်မောင်တန်းတို့ဌာနကလေမောင်ခင်မောင်တန်းကိုနိုင်ငံခြားပြည်ညာတော့တင်လှုပ်ဖို့အော်ဒါထွက်ပြီးသားဆိုတော့သူခင်ဗျာအညာချစ်သူစီမလိုက်နိုင်မင်းနိုင်ငံခြားကိုထွက်သွားတယ်အဲ့ဒီစိတ်နဲ့ပဲနိုင်ငံခြားမှယူတော့တင်နဲ့မပြီးခင်ကိုပြန်လာရတယ်လို့တော့မမမောင်လေးမောင်တင်အောင်ပြောပြဘူးနိုင်ငံခြားကသူပြန်လာတော့ဆရာဝန်မလေးကိုသူ့အမေအဖေတွေကဝတ်ထားကြတယ်ဆိုပဲခင်လေးတို့မှခင်ကြီးခင်ထွေးဆိုရင်နောက်ညီမ2ယောက်လည်းရှိသေးတယ်တဲ့သူ့မှာတော့အညာမှာတိတ်တိတ်ကျဲဆိုပဲအဲဒါကြောင့်လေမောင်ခင်မောင်တန်းမကက်နိုင်ဖြစ်သွားနေမှာပေါ့မဟုတ်လို့ရှင်မောင်ခင်မောင်တန်းတို့ဘက်ကလည်းပေါက်ရောက်တဲ့လူတွေအထက်မှာအများကြီးမမထားရင်စကားမဆုံးခင်ရထားဆိုင်လာနေစကားပြက်ပြောရထားပေါ်အလူအရက်တက်လိုက်တယ်ဒါပေမဲ့သူ့ရုပ်သူ့အသွင်သူနဲ့သူ့အတီးတွေပြောဆိုတဲ့စကားတွေကိုပြန်လဲစားကြောင်မြည်
သူအသည့်တွေကိုသူကပတိစီဝါယောဂရှာဖွေရေးဌာနမှာလောက်တာလို့ပဲအခုတိုင်ကိုလည်းပြောတော့အမေမှာသူကလွေမျောသွားတဲ့ပုံရိပ်ကိုလိုက်ဖန်နေဝေဒနာတဲ့တယောက်ဖြစ်ပါတယ်ဆက်လက်ပြီးတော့လည်းစာရေးစရာပူကြော်ရေးသားထားတဲ့3နှစ်4ဆိုရင်ဇလန်းကိုလည်းတင်ဆက်ပေးသွားမှာပါကျွန်တော်အလုပ်ကအိမ်ကိုပြန်လာတဲ့အခါမှာဘိုးနေရခါတိုင်းနေတယ်လို့ပဲကျွန်တော်ကိုမလိုမုံထားတဲ့မျက်လုံးနီကြီးနဲ့စိုက်ကြည့်နေအောင်ဒီနေ့မှမတွေ့ရသေးဘူးခါတိုင်းနေပြီကျွန်တော်အလုပ်ကအိမ်ကိုပြန်လာပြီဆိုရင်ဘိုးနေရကျွန်တော်ကိုမလိုမုံထားတဲ့မျက်လုံးစုံနဲ့အမြင်ကိုစီးကြိုစိုက်ကြည့်တတ်တယ်ဒီနေ့ကတော့ဘိုးနေရကျွန်တော်ကိုလည်းတစ်ချက်တောင်လင်းမကြည့်ပဲသူ့နေရာမှာသာခွေခွေလေးအိမ်နေတာအမေမှာဘိုးနေရကျွန်တော်ကိုလည်းကြည်ရဖြစ်စီမကြည့်ရဖြစ်စီကျွန်တော်ကဘိုးနေကိုအေးလို့သူမဟုတ်ဘူးဘိုးနေနဲ့ကျွန်တော်ကတအုပ်မျက်နှာတအုပ်စိတ်စိုက်ကြည့်တယ်လို့ဆိုတာလည်းမရှိဘူးတကယ်လို့မလွဲမရှောင်သာလို့ကြည့်မိကြပြန်လေမလိုမုံထားခြင်းဆက်စုံယွန်ရှာခြင်းဒေါသမန်မာနာရီထော့ခြင်းတအုပ်ပေါ်မှာတအုပ်အပြေးရှာလို့ခြင်းစတဲ့အာဂါဒတရားတို့နဲ့သာကြည့်မိကြတာမို့ဘိုးနေနဲ့ကျွန်တော်ကတစောင်းစီးနဲ့မျက်စိပတ်မှာပါဒါကြောင့်လေကျွန်တော်ကဘိုးနေကိုလည်းခီးဦးမဆိုင်ပဲအလုတ်ခွင်မှာပင်မနွယ်နဲ့လာသမျှကိုလည်းအိမ်ရောက်ပလက်ကလက်ထိုင်မှာပဲထိုင်မျောအမောဖြီကျွေးသိမ့်နေမိအတော်လေးကြားတဲ့အခါမှာကျွန်တော်ဇနီးမထမင်းခုကပ်ပြီးဖြစ်ကြောင်းလာပြောရနဲ့တအိမ်သားလို့ထမင်းဝိုင်းစားပြီးဆိုရင်ဘိုနီကမရဲ့အမေအဖေနှစ်ယောက်ကြာမှာသူ့အတွက်တီးတန့်ပြင်ဆင်ပေးထားတဲ့ခုံအောက်ကထမင်းပွဲနာကိုမခေါ်ဘဲနဲ့ကိုရောက်လာပြောထမင်းကိုအခန်းအသားမင်းကြီးရှက်ရှိဝင်စားတတ်တယ်ဒီနေ့တော့ထမင်းဝိုင်းမှာလူစုံပြီးဖြစ်ပေမဲ့ဘိုနီကပေါ်မလာသေးဘူးဘိုနီရဲ့အတွက်လို့လည်းခါတိုင်းနေတယ်လို့ပဲထမင်းပွဲတီးတန့်ပြင်ထားတာကိုမတွေ့ရနဲ့ကျွန်တော်ကဘိုနီအိယာဘက်ကိုမျက်မှောင်တစ်ချက်ကျုပ်ပြီးကြည့်လိုက်မိဟာဘိုနီကတုတ်တောင်မလုပ်ဘူးသူ့အိယာမှာငြိမ်မိတာအိတ်တာဒီနေ့ဘိုနီနေမကောင်းကိုမာတို့နေလေအားအင်းစိန်စေးရုံမှာပဲသွားပြကြသေးရဲ့ဆရာဝန်ကစီးထိုးပေးလိုက်လို့အခုလောက်သက်သာနေရကျွန်တော်ကမကြည့်စဘူးဘိုနီဘက်ကိုတက်ချက်ဆွေကြည့်ရနေအလိုက်သေးတဲ့မှာဘိုနီနေမကောင်းကြောင်ပြောတာဘိုနီနဲ့ပတ်သက်လာရင်ကျွန်တော်မှလည်းမသိလိုက်မသိပါတာနေတတ်တာထမင်းစားပြီးကြလို့ညာအိယာဝင်ကြတဲ့အတီကိုဘိုနီဘာဖြစ်နေရဲဆိုတာကျွန်တော်မမေးမိဘူးမာနဲ့မအမေအဖေတို့ကတော့ဘိုနီရနာမှာတည့်ရဝဲလောက်ကြတယ်ညာရဲ့ခဏဒီမှာမာနဲ့အမေအဖေတို့ကဘိုနီကိုလည်းဆေးအောင်ဝင်ပေးလိုက်တဲ့ဆေးကိုတိုက်ကြတယ်ဘိုနီကဆေးမတော့လို့ကနေဝူဝဝအော်ညီနေတယ်တော့ကျွန်တော်အိယာပေါ်ကကြားနေရတယ်ဝေဒနာကြောင့်ဝူဝဝအော်နေတဲ့အတန်ကိုကြားနေရပြန်တော့ကျွန်တော်မုန်းတီးနေဘိုနီအကြောင်းကိုတော့စိတ်အတွေးကနေရောက်သွားပြန်ပြီးအစားပင်ပြောရမယ်ဆိုတော့မာနဲ့ကျွန်တော်ကလူငယ်တို့ပါပါချစ်ကြိုးသွင်းမိကြတယ်မာကိုကျွန်တော်ကခိုးပြေးလာပြီးတော့တပတ်လောက်ကြာမရဲ့အဖေအမေတို့လည်းကြည်အေးရကြည်ကြောင်းတောင်းပန်ဝင်ချပြီးမိသားဖာသားပြီးမကိုပြန်အဲ့ရတယ်ဒီနေ့ကအိမ်မော်တက်လာကြတဲ့ကျွန်တော်နဲ့အပေါင်းပါအဖော်တွေကိုလေဘိုနီကအစိမ်းလိုက်ဝါးစားပြစ်ချင်တဲ့မျက်လုံးနှိနေချင်းနဲ့စိုက်ကြည့်ပြောလေတဝဝဟောင်းနေဟာဒီနေ့ကစပြီးဘိုနီနဲ့ကျွန်တော်ရန်စပြိုးခဲ့တယ်လို့ဆိုရလိမ့်မယ်ကျွန်တော်တို့လည်းစိုက်ကြည့်ပြောတဝဝဟောင်းနေရဲ့ဘိုနီကိုဟေ့ဘိုဘိုမားလည်းအတန်ပေးလိုက်မှဘိုနီကကျွန်တော်တို့လည်းစိုက်ကြည့်ပြီးဟောင်းမနေတော့ပဲတပည့်ကျော်လောက်ပြောင်းနေရဲ့သူရဲ့တကယ်မှမစီကိုပြေးပြီးတော့မရဲ့ခြေတလုံးမနာတနာခဲပြီးတော့လေအမီလေးနှံ့နှံ့နဲ့ကြည်စဲကလူနှုတ်ဆက်လာတယ်အဲ့ဒါတွေကဘိုနီရဲ့သဘောကိုလည်းပထမအဆုံးကျွန်တော်စောကြောမိခြင်းမှာမာနဲ့ကျွန်တော်ကလူသိရှင်ကြောင့်မင်္ဂလာဆောင်လက်ထပ်ပြီးသားတဲ့အခါမှာကျွန်တော်မာတို့အိမ်မှာနေရတယ်နေခင်းနေလေမအနာကိုလည်းကျွန်တော်သွားကပ်ပြီးတော့ညားကစားဇနီးမောင်နှံတို့ရဲ့တဘာဝအတိုင်းမကိုလည်းကျွန်တော်ကဖက်လာနန်းလာဆွဲလာလို့ရင်ပထမတည့်ရက်နေ့ရက်ဘိုနီကကျွန်တော်ကိုလည်းလိုက်ပြီးကြိုက်တတ်တာအမြင်ကလွန်လို့3-4កောင်ရိုက်တော့မှဘိုနီကလည်းမကြိုက်ရဲတော့မအနာကိုကျွန်တော်သွားကက်လို့ရှိနေရိုင်းမှာဆိုလို့လိုက်မကြိုက်ဝတ်မင်းနေမနီမဝေးအောင်ဆောင်းထိုင်မြို့လေစူးစက်နေမျက်လုံးနေစိုက်ကြည့်ရင်တဝဝဟောင်းနေတက်တာနောက်တော့ဘိုနီရှိမှာဆိုလို့ရှိရင်ကျွန်တော်ကမအနာကိုတော့ရဲရဲတင်းတင်းမကက်ဝတ်ဖြစ်ခဲ့ရတယ်မောင်းကိုမှုမွေပေးနေအောင်နောက်ကနေပြောဘိုနီလာဆွဲမှလည်းစိုးရင်ကြောက်ရတယ်မဟုတ်လားမာတော့အဲ့ဒါကိုတော့သဘောကျပြီးတခိခိရေးနေတတ်တာကျွန်တော်ကတော့ခွေးစုရဲ့တမောင်းကြောင့်လဲညာကစားဇနီးမယားလေးအနာကိုကဲရတာစနိုးစနောက်ဖြစ်ခဲ့တယ်ကိုကဘိုနီကိုလည်းဗာမက်လေဘိုနီကလူထက်တိတက်တာကိုကမအနာကိုကြီးကိုကက်ကက်နေအောင်ဘိုနီကမျက်စိရှက်တာပေါ့အဲကြောင့်ဘိုနီကကိုကိုလည်းလိုက်ကြိုက်တာဖြစ်မှာပါဘိုနီဆိုတဲ့ခွေးတရိษံအမပြောတယ်လို့တကယ်ပဲမျက်စိရှက်တတ်သလားဆိုပြီးတော့ကျွန်တော်တန်တရားဖြစ်မိရအမွေးစုပ်ပွားနဲ့မျက်နှာဖြူပိုးအိမ်တွေတတိတက်ကျွဲမျက်နှာကြီးလူကုန်တန်တွေဆိုရင်ငွေရှင်ကြီးရှင်တနာရှင်နေတာမွေးစားနိုင်တဲ့ဒီကိုရမပြောတယ်လို့တကယ်တိတက်လေးမလုံးပါလားလို့လေကျွန်တော်စိတ်ထဲချီးကျူးနေမိရအေးကွာမတို့အိမ်ကခွေးကတိတက်လိမ့်မှာတော့တကယ်ပဲမှာရဲ့ဒါပေမဲ့ဘာဖြစ်လဲကိုမောင်မြပူနီကပိုးနေသလားလို့ပါကျွန်တော်ကအတီးပြောတာကိုမသဘောကျပြီးတခိခိကြီးဟာဟုတ်တယ်ကိုပူနီကမောက်ကိုပိုးနေရမ
မာကူနဲ့လိုက်ပြေးသွားတော့ပူနီကလည်းမာပြောက်လို့စိတ်ပူနေရတဲ့မိုးလင်းမအောင်သူကနေစဉ်လိုက်ရှာတယ်လို့တော့အမေကပြောတယ်ကျွန်တော်မာပြောသမျှသာခေါင်းညိတ်နေရတယ်မာတို့အိမ်ရောက်ပြီးပူနီကိုလည်းလက်ပွန်းတတီနေရတဲ့ပူနီကိုကျွန်တော်အံ့ဩလာတာပဲပူနီကိုလည်းမုန်းတီးနေသူအလိုမကျဖြစ်နေသူဆိုလို့ဒီအိမ်မှာကျွန်တော်တယောက်သာရှိရင်မာနဲ့မရဲ့အမေအဖေတို့ကတော့ပူနီကိုအလွန်ချစ်တယ်ပူနီဆိုလို့ရှိရင်ကျွန်တော်ထက်တောင်အရေးပေးအလိုလိုက်တယ်လို့ထင်တယ်မနက်ထားကော်ဖီတောက်ကြရင်နဲ့ကျွန်တော်နဲ့မာတို့ကဆဲပြားတဲ့နံပြားတစ်ချက်စီကိုသာစားပြီးမြင်ပူနီကနိုးပြပြတက်ခွက်နဲ့တမတ်တန်ကိတ်မို့တစ်ချက်ကိုစားတယ်တနေ့ကိုဆက်ပြမွေးနဲ့ရေနှစ်ခါချိုးပေးရတဲ့ပူနီနဲ့စားတော့အလုံးမအားလက်လို့လေဆက်ပြတိုက်ပြီးစိမ့်ပြီးနှစ်ပြေရေချိုးဖို့တော့အချိန်မရတဲ့ကျွန်တော်ကအရေးရှုံးနေရပြန်နေခင်းနေလေတရေစာစားကြရင်လေပူနီကိုအမြဲကျွေးရတယ်ကျွန်တော်မှနေခင်းနေလေဆိုလို့တနင်္ဂနွေတွေမှာတပါတခြားနေ့တွေမှာပူနီလိုအိမ်မှာစိန်နေရသူတယောက်တော့မဟုတ်ဘူးကုံပြောရတော့မရဲ့အမေအဖေတို့ကညမနဲ့ဆောင်ဟင်းရဝေးရမှာလေပူနီကြိုက်တတ်တဲ့အသားငါးတွေကိုသာရေးကျွေးဝယ်ချက်လိရှိတာတနေ့တလေအသားငါးရှားပါပြီးတော့လေကျွန်တော်တို့ကလာဟင်းချင်းရီဟင်းချက်စားကြလို့ရှိရင်လေပူနီရဲ့အတွက်ဒီနေ့ပြဿနာပူနီကကလာဟင်းချင်းရီဟင်းစားတာလို့နဲ့စားသူတော့မဟုတ်ဘူးသူကအနောက်နိုင်ငံကမျိုးဆက်နွယ်ရှက်လာသူမို့လေမဟာမြန်မာတို့ရဲ့အစားအစာကိုသူကမကြိုက်ဘူးဒီအခါပူနီရဲ့အတွက်နဲ့ထမင်းစားနေရင်တန်လျာမအမေရဲ့ခိုင်းစီချက်အရကျွန်တော်ကလည်းလမ်းထိပ်တရုပ်ဆိုင်ကိုသွားပြီးငါးသေးတာပြေးဝင်ပြီးပူနီကိုကျွေးရတယ်ပူနီစားပြီးလို့ကြံမှကျွန်တော်တို့ကစားရိတ်ကြတာငါးသေးတာတွေရှားပါလာတဲ့အခါပူနီညာမနှက်စာအတွက်ကိုငှိညာရတာမို့ငါးသေးတာကြီးကိုလေဘသူမှလည်းမစားရတော့ဘူးပူနီကကျွန်တော်တို့လိုကလာဟင်းချင်းရင်ဟင်းကိုလေစားသူမဟုတ်တာနဲ့ပူနီရဲ့အတွက်ငှိညာရမယ်လို့လေမမီကအမေတရက်ကိုလေထုတ်ပြန်ထားတာပူနီကိုလည်းအလိုလိုက်ရမှာမရဲ့အဖေလောက်ဆိုလို့ရှိရင်ကျွန်တော်မပြောလို့ပဲမင်းမအမေကတော့ပူတယ်ကဲတယ်ဘာမဟုတ်တဲ့ခွေးတရိတ်ဆန်တကောင်ဒီမြအလိုလိုက်အေးပေးပြီးတော့ယူရမြန်တို့လုံနေအောင်ကျွန်တော်ကမနှိမ့်ညွတ်နိုင်အောင်တကယ်ဆိုလို့ရှိရင်ပူနီကမာနဲ့မအမေအဖေတို့ကိုလည်းလှုပ်ကြွေးတမှုပြုနေသူလည်းမဟုတ်စင်စင်မှာကျွန်တော်ကဒါမာနဲ့မရဲ့အမေအဖေတို့လည်းနေရှိတဲ့လှုပ်ကြွေးနေရသူပါဒါကြောင့်ခွေးတရိတ်ဆန်ပူနီထက်ကိုလူကလည်းမွေးထားတယ်မာအမေအဖေတို့လည်းလှုပ်ကြွေးတမှုပြုနေရဲ့ကျွန်တော်ပို့ပြီးအေးပြီးအလိုလိုက်ကြဖို့ကောင်းတယ်လို့ကျွန်တော်ကထင်တယ်ပူနီကတရိတ်ဆန်အစာသမားကျွန်တော်ကလူသားတယောက်မာနဲ့မရဲ့အမေအဖေတို့လှုပ်ကြွေးတမှုပြုနေသူဒါပေမဲ့မာနဲ့မအမေအဖေတို့ကတော့ကျွန်တော်အရေးမဆိုင်ဘူးပူနီလာကိုကျွန်တော်လည်းအရေးဆိုင်စရာမလိုဘူးလို့လည်းအထင်ရောက်နေလာတော့မသိဘူးဒါကြောင့်ပူနီကိုအကြောင်းပြုတ်ပြီးကာလာကြားတဲ့အခါမှာကျွန်တော်မှမရဲ့အမေအဖေတို့မုန်းတီးလာတယ်အဟေးတရိတ်ဆန်တကောင်ဖြစ်တဲ့ခွေးဖို့နေလို့လောက်မှကျွန်တော်လည်းအရေးမထားကြတဲ့မရဲ့အဖေအမေတို့လေအဖေမှာကျွန်တော်မမုန်းမေ့နေမှလေလာစမ်းပိုင်းဖြစ်တဲ့တနင်္ဂနွေတရက်ပါကျွန်တော်ကမဂ္ဂဇင်းအခန်းဆက်ဝတ္ထုရှိတစ်ပုဒ်ကိုစိမ့်ပြီးနှစ်ပြေဖတ်နေရဲ့ဒီနေ့ကမနဲ့မရဲ့အမေအဖေတို့ကအိမ်လေသွားနေကြတယ်အိမ်မှာပူနေနဲ့ကျွန်တော်သားရှိဟာစာတနာရီလောက်ထန်ဖိုက်ပြီးတဲ့အခါအိမ်သာသွားချင်းလာနေကျွန်တော်ကနောက်ဘေးကိုထွက်လာရင်ဖက်လဲစားနေမှုနဲ့မဂ္ဂဇင်းစာအုပ်ကိုခုံပေါ်မှာမှောက်လျက်တင်ထားခဲ့တာအိမ်သာပြန်လာတဲ့ကျွန်တော်ကမျက်လုံးပြူးသွားတာပူနီကကျွန်တော်တင်ထားပြစ်ခဲ့မဂ္ဂဇင်းစာအုပ်ကို10ရက်တတွင်15ရက်တတွင်ကိုက်ဖက်ပြီးတော့လဲစုပ်ဖြတ်ထားပြီးသားစာရွက်တွေကပူနီကိုက်ဖြတ်ထားတဲ့အဆွဲပေါက်သွားရရင်နဲ့စုပ်ပြက်ပြီးတော့လဲအေကန်တစ်ခုလုံးပြန့်ကျင်းနေအောင်မမြင်စဘူးမြင်ရတဲ့ဒီမြင်ကွင်းမှာအမေတကယ်ကအန်အောစရာပါကျွန်တော်ဒီအိမ်ကိုရောက်နေရ6လကျော်သွားပြီဖြစ်ပေမယ့်ပူနီကလူရဲ့အသုံးဆောင်ပစ္စည်းရာတွေကိုကိုက်ဖြတ်ပြစ်တယ်လို့လေတကားမှမမြင်ဘူးမတွေ့ဘူးတကယ်လို့ပူနီသားအိမ်လို့ဖြက်စီးပြစ်တယ်တော့ဒီအိမ်မှာအဝိအစင်ဆိုလို့လူတွေဝေးစင်စီရတော့ကြံတော့မှမဟုတ်ဘူးဘာကြောင့်ဆိုတော့ပူနီကလည်းအထင်းဝင်ပြင်ထွက်နေကျွန်တော်မှတပါတအိမ်သားလုံးတို့ရဲ့အလူလိုက်အေးပေးယူရထားခြင်းကိုလည်းခံနေရတော့မဟုတ်လားဒီနေ့မှသာ9မိနစ်ကြော်အချိန်လေးအတွင်းမှာကျွန်တော်စာအုပ်ကိုရစရာမရှိအောင်လျက်တပြက်ကိုက်ဖြတ်ပြစ်ခြင်းဟာကျွန်တော်လည်းတမီကိုမုန်းတီးနေပြီမဟုတ်လားလူထက်လိမ်မာတယ်လို့သူတခင်ကပြောနေပုံနေအောင်ကျွန်တော်ပြည်စီမှန်သိလို့တမီကိုလည်းကိုက်ဖြတ်ပြစ်ခြင်းသာဖြစ်ရမည်ကျွန်တော်မုန်းတီးပြောလေကျွန်တော်ပြည်စီရောဖြက်စီးပြစ်တဲ့ပူနည်းကိုကျွန်တော်ကတနာညတားရမှာလားဒီလောက်စိုးသွမ်းနေခွေးတရိတ်ဆန်ကိုရောနေတော့မနာတိကရာလင်းလူရှုပြီးတော့လေအသိအတင်နှလုံးသွင်းမှုကျွန်တော်မှာပါရမီဓာတ်ခံမရှိဘူးဒါကြောင့်ကျွန်တော်ကပြန့်ကျင်နေစောင်ရွက်တွေကိုလည်းမြင်ရတဲ့အခါလုံးစွာဒေါသထွက်လာတယ်ဒီလောက်စိုးသွမ်းရန်ကားနေခွေးတရိတ်ဆန်ကိုဒီတခါတော့မတ်လောက်သားလောက်အောင်လေပညာပေးဆုံးမလိုက်အောင်မဲလို့လေစိတ်ကိုဆုံးဖြတ်ပြီးအိမ်ရှိတကောင်အလင်းစလို့သွားပိတ်ထားတယ်ချင်းကနေတကားပိတ်တန်ကြားတော့မှာပဲပူနီကသူ့ရဲ့တမယိုးကြပုံစံအတိုင်းမျက်လုံးနီးနီးကြီးနဲ့စောက်အုပ်ကိုကိုက်ဖြတ်နေရနေကျွန်တော်လည်းတစ်ချက်မျက်စောင်းထိုးကြည့်ရ
ကျွန်တော်ကဘူနီကိုလည်းရိုက်ပုတ်တက်ပြစ်ချင်နေပြီမြင်အခွင့်အကမသားခဲ့ဘူးဒီနေ့ကကျွန်တော်မုန်တိနေတဲ့ဘူနီကိုလက်စားချီဖို့အခွင့်အခါလေးတင်းနေပြီတကားခွေးတရိတ်ဆန်ဒီတခါတော့မင်းနဲ့ငါတွေ့ပြီပေါ့ကွာကျွန်တော်ကအိမ်လိုချိန်ဝါပြီးတော့နေရမှာချိန်ဆွဲထားတဲ့မအဖေရဲ့တဝေချိန်လုံးကိုလေလှမ်းဆွဲလိုက်တယ်ဘူနီကကျွန်တော်အရေးမဆိုင်တယ်လို့စုပ်ပြဲနေပြီဖြစ်တယ်မဂ္ဂဇင်းစာရွက်တွေကိုသူ့နေရာအောင်ကိုက်ကြည့်ပြီးယူသွားလိုက်တယ်ရဒီလောက်မခက်လေးစားလုပ်တဲ့ဘူနီကိုကျွန်တော်ကတီးခတ်နိုင်စမရှိတော့ဖြစ်တာနဲ့တဝဲချိန်ကိုလေလီတဲကိုလေဝေးရဲပြစ်လိုက်တာလီထဲမှာဝဲပြက်နေတဲ့တဝဲချိန်တော့သူ့ရဲ့ကြောပုံလေတဖြောင်းဖြောင်းကျလာတော့မှဘူနီကဂိန်ဂိန်អော်ပြီးတော့ခေါ်အောက်ကိုလေဆင်းပြေးသွားတာကျွန်တော်ကဒေါသဖြစ်ဖြစ်နဲ့ခုံကိုလေခြိတောင်းနဲ့ကိုလွှဲကန်ပြစ်ပြီးဘူနီကိုဆက်လက်ပြီးတဖြောင်းဖြောင်းနဲ့ရိုက်နှက်တာဘူနီကဟိုပြေးတီးပြီးနဲ့စောက်တရမရဖြစ်တယ်ကျွန်တော်ကလေနောက်ကလိုက်ပြီးလေစိုက်ရမြဲကဲပြက်စီုံကွာပြက်စီုံဒီတခါတော့ငါ့အကြောင်းမင်းကောင်းကောင်းမက်မိပြီပေါ့ကွာဟွန်းမင်းတခင်နေဟဲ့မောင်လွင်ဘူနီတော့သေးပါပြီကိုယ့်ကိုဒီလောက်တောင်ဘာဖြစ်လို့လိုက်ဆိုင်နေရလဲဟဲ့တကားဖွင့်စမ်းကျွန်တော်စကားမဆုံးခင်မင်းငှက်ဆိုးထိုးတန်တများကျေလောင်လာတယ်မအမေအော်လိုက်တန်ကျွန်တော်စကားနဲ့ကျွန်တော်လက်ကိုရုပ်ကြီးရက်တန့်သွားစီဘူနီကိုမဲပြီးရိုက်နေရအိမ်ကြီးကိုလမ်းကဲကြည့်လိုက်တဲ့အခါမအမေကအတန်စကားပေါက်မှာဒေါသအလျောက်ကျူးထွက်မတက်တဲ့မျက်လုံးပြူးကြီးနဲ့ကျွန်တော်ကိုစိမ့်စိမ့်ဝါဝါစိုက်ကြည့်ပြီးတော့တကားပွင့်ခိုင်းနေသူ့နောက်မှာမာနဲ့မအဖေကိုလည်းတွေ့ရတယ်သူတို့ကအိမ်လေယာနေပြန်လာပြီးခြေလောက်စော်တော့ခွေးအလိမ်မလေးကိုတေလူမျောပါရိုက်နှက်ထားမှုကြောင့်သူ့ရဲ့အမိကြီးစီမှာအဆုအပြောခံရမှာလေအတက်သီးရဲ့မှာကျွန်တော်ကိုလည်းအပြစ်တင်နဲ့မျက်လုံးစုံနဲ့စိုက်ကြည့်ရဲ့မရဲ့မိယာဒေါသနဲ့စောင်းကြီးအောင်ကြီးအိမ်နဲ့ဝင်လာပြီးကျွန်တော်မိကုန်းထုတ်တော်တယ်ကဲမင်းဟာဘာဖြစ်လို့ဘူနီကိုဒီလောက်ရိုက်ရလဲဘာဖြစ်လဲဆိုတာတော်တော်ဟိုမှာပဲကြည့်ရောစုပ်ပြက်ပြန့်ကျင်းနေတဲ့ဆောင်ရွက်တီစီကိုကျွန်တော်ကလည်းညှို့ထိုးပြတယ်အဲ့ဒါဘာဖြစ်လဲဘာဖြစ်ရမှာလဲတော်တော်ရဲ့ခွေးအလိမ်မကြီးဘူနီပေါ့ကျွန်တော်အိမ်သာခဏတက်နေရောအသိဆက်ဆက်မကစင်းစာအုပ်ကိုလည်းကတ်ဖြတ်ထားလေဘူနီကစာအုပ်ကိုကတ်ဖြတ်ပြအောင်မင်းစာအုပ်ကဘယ်မှာထားလို့လဲမင်းရောစီးနေကနေထားတတ်လို့လားဘယ်မှာထားရမှာလဲဗျဖက်လက်ဆောင်မှုလဲစပွဲပေါ်မှာတင်ပြခဲ့တာခွေးကတောင်းကျမ်းလုံးတော့လဲစပွဲပေါ်စာအုပ်ကိုလည်းတက်ကြိုက်တာပေါ့မရဲ့အမေကဘူနီဘက်ကိုလည်းတက်ချက်လဲကြည့်ရင်ဘူနီကကျွန်တော်ရိုက်နှက်ထားနေဟောဟဲဆိုင်ပြီးစပွဲကုန်အောင်မဝတ်နေရမာတော့ဘူနီကိုက်ဖြတ်ထားနေအိမ်ခဲမှာဘလူပြန်ကျင်းနေရင်စာရွက်တွေကိုလိုက်သိနေမာဘီကကျွန်တော်တို့အကြောင်းမှာဘာမှဝင်မပြောဘဲနေခေါင်းရည်ဘက်ကလေးထိုင်တလုံးမှာဝင်ထိုင်နေဘူနီကတခါမှဒီလိုလူအတုံးဆောင်ပြည့်စည်ပြည့်စည်ရတယ်ဖြက်စီးပြစ်တယ်ဆိုတော့မတွေးရမကြားရအောင်ဘူနီနဲ့တို့နေလာ3-4နှစ်ရှိပြီအခုနေ့မှသာမင်းဆောက်ကိုရွေးပြီးတော့လေကိုက်ဖြတ်ပြစ်တယ်ဆိုတော့မင်းကတမင်တက်တက်ဘူနီကိုလည်းအပြည့်ရှာခြင်းလို့လားမှမသိတာတော်တော်တို့ဘူနီကိုကျွန်တော်ကဘာလို့ပြည့်ရှာခြင်းအောင်မလဲဗျတော်တော်မျိုးလင်းဟိုမှာကြည့်ပါလားစာရွက်တွေတောင်သူကိုက်ကြည့်သွားလို့လေသူ့နေရာမှာရှိသေးရဗျာကျွန်တော်ကဘူနီနေရာမှာပြန်ကျင်းနေစာရွက်ထုတ်တီစီကိုလည်းဒေါသနဲ့ကိုလက်ညှိုးထိုးပြပြီးပြောတာဒိုးမရှိတော့မင်းပြောတယ်လို့ဖြစ်တာပေါ့ဘူနီကလူထက်လိမ့်မာတာကြီးဒိုးဖြစ်စည်းဆိုရင်ဘယ်တော့မှမပြတ်စည်းဘူးအခုမှမင်းစာကိုကတ်ဖြတ်ဖြစ်တယ်ဆိုမင်းလိုဆောင်ကြောကြီးကန်ကန်အကောင်မျိုးဘူနီကအမြင်ကက်လို့နေမှာပေါ့မဟာမီရဲ့စကားကြောင့်ကျွန်တော်ကလွန်စွာဒေါသထွက်သွားတာဘူနီကိုက်ဖြတ်တာကြောင့်လက်တွေအကောင်ထဲတက်တဲ့အထောက်ထားပြလျက်နဲ့ဘူနီဘက်ကသာရှိနေလိုက်ပြီးတော့ကျွန်တော်သာစောင်းကြွားကြီးကန်ကန်အကောင်မျိုးလို့တော့ငိန်ချပြောလာတော့မခံချင်စိမ့်နဲ့ကျွန်တော်ကလေဒေါသအလျောက်ပြောမိတာဟုတ်မယ်ကျွန်တော်အမြင်ကက်လို့ကျွန်တော်ပြည့်စီကိုဖျက်စီကျွန်တော်ကလေအမြင်ကက်လို့ရိုက်တယ်ဒါပဲဟဲ့ဘာပြောတယ်အမြင်ကက်တိုင်းလှိမ့်ရက်နေအောင်နေရမွေးထားရင်ခွေးမို့လားကျွန်တော်ကမမွေးထားပြီမယ်ကျွန်တော်လုံးစားရမတက်ထားရေးစားတွေအချောင်းခုစားအနေရခွေးဆိုကျွန်တော်ကရိုက်နဲ့ဆုံးမနိုင်တယ်ခွေးဆိုတာလူကမွေးထားတာဗျလူကထမင်းကိုစားနေခွေးကလည်းထမင်းရည်ပဲတောက်ရမယ်အခုတော့ဒီရဲကခွေးကဒီလိုမဟုတ်ဘူးလူကကော်ဖီနဲ့နံပြားစားရင်ခွေးကကိတ်မုံနဲ့ဟော့လေမှာဒီကြားတဲ့လူသုံးဆောင်တွေကိုတော့ပြက်စီးသေးတာကျွန်တော်တို့အမျိုးမှာဒီလိုခွေးကိုလေအိမ်ဦးခန့်တင်ပြီးကိုးကွယ်နေအောင်မဟုတ်ဘူးကျွန်တော်ကအရက်အလားလားနဲ့အောင်အီမျိုးသိမ်းလာခဲ့ရတယ်ဘုံနေရပေါ်မကြည်နဲ့ကြက်တွေကိုဒေါသနဲ့ဖွင့်အံလိုက်တယ်ဘယ်ရှိမလဲနင်တို့အမျိုးကခွေးလောက်မှမလိမ့်မာတာဒီခွေးမျိုးကနင်တို့အမျိုးတွေထက်လိမ့်မာတယ်မှတ်တာဒီခွေးကိုမကြည့်ပြရင်တို့ကိုမကြည့်ပြရနဲ့တူတူပဲအော်ဒီလိုဆိုရင်ခမရတော့ဘုံနေနဲ့တူတူပေါ့ဟုတ်တယ်အတူတူဟဲ့အတူတူနင်ကဘာပြောချင်သေးလဲဒီခွေးကိုမကြည့်ပြရင်နိဘာသာနဲ့တခြားမှသွားနေခွေးလောက်မှမလိမ့်မာတဲ့အကောင်ခွေးနဲ့ဖက်ပြီးရံပြစ်နေရတယ်လို့ကြားပဲမကြားဘူးပါဘူးတော့ကျွန်တော်တို့အမျိုးကခွေးနဲ့အတူနေရဲ့အမျိုးမဟုတ်ဘူးဗျခွေးနဲ့အတူနေရဲ့အမျိုးမခွေးနဲ့နိုင်ပြောရမလားဆိုပြီးမကြည့်အောင်နာရဲ့ကျွန်တော်ကလေရောက်ခမကိုအားနာယူသေးရမယ်မသိအောင်ရိုင်းပြပြောချလိုက်တယ်အောက်မှာနေရတို့လှုပ်ကြွေးနေရတယ်ဆိုရင်မာနာနဲ့ပေါ့လေနင်လှုပ်မကြွေးရင်လေတို့ကထမင်းနဲ့မတည်ဘူးဟဲ့တော်
ကြိုက်တယ်လမ်းကကြွတော်မူပါအဲ့ဒါတို့မှလေအမေတကယ်ဆိုရရင်လူထက်လိမ်မာတဲ့ပုံကြီးဟာကျွန်တော်အိမ်ပေါ်ကနှိမ်ချခြင်းလို့ဆိုရလိမ့်မယ်ကျွန်တော်မာတို့အိမ်ပေါ်ဆင်းလာပြီးတက်လာလောက်ကြမှာကျွန်တော်အမေအဖေတို့ကကျွန်တော်လည်းမာတို့အိမ်ကိုတက်ဖန်ပြန်ပို့ကြပြန်နေကျွန်တော်မာတို့အိမ်ကိုရောက်တဲ့နေ့ကစပြီးဒီနေ့အထိပုံနေနဲ့ကျွန်တော်ကင်းကင်းရှင်းရှင်းနေပုံနေနဲ့ကျွန်တော်လုံးဝမပတ်သက်ဘူးဒါကြောင့်လေဒီနေ့ပုံနေနေမကောင်းဖြစ်မယ်သိပြီမေပုံနေပါကြောင့်နေမကောင်းဖြစ်တောင်တော့ကျွန်တော်ကမမေးမိဘူးပုံနေရဲ့အကြောင်းဆိုလေဥဖြစ်ခါသာပြုတ်နေလိုက်တယ်ပုံနေသေးပြီကိုပုံနေသေးပြီဖြစ်ကြောင်မနှက်ထမှမာပြောလာတာကျွန်တော်မုံတီးနေရဲ့ပုံနေသေးပြီလို့ဆိုရဲခါလော်ဂီသားတယောက်အနေနဲ့ကျွန်တော်ဝမ်းသာဖို့ကောင်းတယ်ဒါမဲ့ဘာကြောင့်လဲတော့မသိဘူးပုံနေသေးပြီဆိုရဲခါကျွန်တော်စိတ်ထဲဝမ်းမသာရင်ပြီရင်ထဲကလည်းဟာနေမိရဲ့ဟင်းလင်းလေးဟာပြင်တခုမှတယောက်တည်းလမ်းလျှောက်နေရတယ်လို့လည်းခံစားမိရဲ့နေစဉ်နဲ့အများမြင်နေကြည့်နေရတဲ့ပုံကြီးကိုလည်းကြည်ကျင်မြင်ချင်းစိတ်ကကျွန်တော်ရင်ထဲမှာအလိုလိုပြေးသိပ်ပြီးလာပြန်နေကျွန်တော်ကဘူနီအလောင်းကိုကြည့်ရှုဖို့အပြင်ကိုထွက်လာမိရဲ့အပြင်ကိုရောက်ပြီးဘူနီရဲ့အလောင်းကိုလည်းမြင်ရတဲ့အခါအရက်ရက်အလားလားကဘူနီကိုမုန်းတီးလာတဲ့ကျွန်တော်စိတ်တွေမှာဘယ်စီကိုလွင်းပြောင်ထွက်ပြေးသွားရင်မသိဘူးရှင်ထဲမှာဝမ်းနဲ့ကြည်ကွဲခြင်းတလို့ဖြစ်လာတယ်ကျွန်တော်စဉ်းစားမိရဲ့သူတဝူတယောက်ကိုအစင်ထောင်ရမုန်းတီးနေပြီမြင်အမုန်းကုံဆုံးတဲ့အခါတနာကျင်နာခြင်းဟိုတော့စိတ်ကကူးပြောင်းတတ်တယ်သလားချစ်ချင်းမုန်းငင်းဆိုတာအမှန်3နဲ့4လို့ကြော်ချင်းကန်နေလျက်နဲ့ဝီးနေကြခြင်းဖြစ်တယ်တုံးကိုလည်းတစ်ဖက်ကိုလှည့်လိုက်တဲ့အခါ4ဖြစ်လာသလို4ကိုတစ်ဖက်ကိုလှည့်လိုက်ပြန်တဲ့အခါ3ဖြစ်လာတယ်မဟုတ်လားအကြီးရဲ့အဆုံးကအမုန်းဖြစ်ပြီးအမုန်းရဲ့အဆုံးကတော့အချစ်ပါအခုကြည့်ပါဦးကျွန်တော်အစင်ထောင်ရမုန်းတီးလာတဲ့ပုံမျိုးဒီနေ့မှကျွန်တော်တနာမိပြီးတော့လေချစ်မိနေပြီအမုန်းရဲ့အဆုံးတစ်ဖက်ကိုရောက်တဲ့အခါတနာချင်းနာချင်းဆိုတာအလိုလိုပေါ်လာတာပါနောက်တဲ့ချက်ကလူသူမနည်းတဲ့တောကြီးမြိုင်လေးမှာပေါ်များပြီးရဲဆက်ကြမ်းကြုတ်စွာကြီးပြင်းလာတဲ့ချင်းသေးတဲ့ကြားရီဟာတခါလူတို့ကိုလည်းလင်းစိမ့်နေပဲဖြစ်ဖြစ်စင်မှန်မှုမြတ်တဲ့မြတ်တာစိတ်တန်တန်နေပဲဖြစ်ဖြစ်ချစ်ခင်တဲတာတယ်လို့ဆိုရင်အခုကျွန်တော်မုံတီးနေတဲ့ပုံကြီးကမောက်လည်းဘလောက်တောင်ချစ်ခင်တဲတာနေမယ်ဆိုတာကျွန်တော်တညက်နေလုံးတွေးမိရဲ့ပုံကြီးကလူနဲ့လူပတ်ဝန်းကျင်မှာမွေးဖွားကြီးပြင်းလာသူမဟုတ်လားဆက်လက်ပြီးတော့လေစာရေးစရာဖူးကြော်ရေးသားထားတဲ့အကျဉ်းတန်ပုံရင်းနဲ့အလားကြိုက်ကြီးမုံဆိုရင်ဇလန်းကိုလည်းတင်ဆက်ပြီးသွားမှာပါအဖွာအလောင်မြည်ချတဲ့ဒီဆွေမျိုးအားလုံးကခင်များသူတို့ဇနီးမောင်နှံကိုမျှော်ကင်းကြတယ်တန်ကျူရိုက်ထားတဲ့အဖွာအလောင်မြည်မဲ့ချမီခင်များသူတို့ဇနီးမောင်နှံမုတ်ချရောက်လာလိမ့်မယ်လို့ထင်ကင်းကြတယ်ဒါမဲ့အဖွာအလောင်းသာမြည်ချတကျူပြီးစီးသွားတယ်ခင်များသူတို့ဇနီးမောင်နှံရောက်မလာဘူးဒီအခါအဖွာဆုံးနေနေရတန်ကျူသွားရိုက်ပြီးရသူခင်မူရဲ့ခင်မောဦးအောင်မြင့်စီမှာဆွေမျိုးတွေကတန်တရားအကြီးဟာဝိုင်းဝိုင်းလဲလာကြတယ်ဦးအောင်မြင့်ကတစ်ထုတ်လုပ်ရေးမှာခရိုင်မန်နေဂျာကြီးဖြစ်တယ်အဖွာဆုံးနေနေရပြင်မပင်မှာဇနီးတဲ့နေသူဦးအောင်မြင့်ရှိရင်ကားရှိသူကားနဲ့လာနိုင်သူဆိုလို့သူတယောက်သေးတာရှိဟာဒီနေ့ကအဖွာဆုံးတာနေတပြိုင်နက်သူ့ကိုလည်းမြို့သွားပြီးတန်ကျူရိုက်ဖို့ခိုင်းလိုက်ကြတယ်သူကလည်းမြို့ကိုချက်ချင်းထွက်သွားတယ်နောက်တနေ့ညနေမှာသူပြင်မပင်ကိုပြန်ရောက်လာတယ်မင်းခင်ဗျားသူတို့စီကိုတန်ကျိုရိုက်ထားခဲ့နော်ခင်ဗျားမူတို့ရဲ့အဖေကမေးရဦးအောင်မြင့်ကသူ့ထုံးစံအတိုင်းအေဒီအေးစံနဲ့ရောက်ခမအောင်ဟုတ်ကဲ့မနေ့ညနေရပဲဘာလို့ပြန်မလာလဲခင်ဗျားမူဟာသူ့ယောက်ျားကိုလည်းတက်ခုံးဝင်မရဲ့တန်ကျိုရိုက်ပြီးရုံခဏဝင်တာရုံကျုပ်ကညွန်ကြားလွှာတစ်ဆောင်ကလည်းအရေးတကြီးဝင်နေလို့မမို့မျိုးနဲ့ပြင်မပင်ဟာ15မိုင်သာဝေးရနေတန်ကျိုရိုက်ပြီးရနေပြင်မပင်ကိုပြန်လာနိုင်တယ်ဒါပေမဲ့ဦးအောင်မြင့်ကတော့နောက်တနေ့ညနေမှရောက်လာတော့ဇနီးတဲ့ခင်ဗျားမူကိုယ်တိုင်ကသဘောမတွေ့တာခင်ဗျားမူရဲ့သဘောကတော့သူ့ရဲ့ခင်မဦးအောင်မြင့်ကသူတို့ဆွေမျိုးသားချင်းတွေတာရေးနာရေးအပေါ်မှာဘလောက်အလေးဂရုထားတယ်ဆိုတာအဲ့လိုခါမျိုးမှပြကျင်တာဒါပေမဲ့ဦးအောင်မြင့်ဆိုတော့သူ့ရဲ့ပင်ကိုအတိုင်းပဲအဖွာအာတုပါကိစ္စမှာလည်းအေးစီးတည်ငြိမ်သွားပါဒါကြောင့်အဖွာအလောင်မြေးချသွားပြီမေခင်ဗျားသူတို့ဇနီးမောင်နဲ့ရောက်မလာတဲ့အခါအဖွာဆုံးတဲ့နေရာတန်ကျိုးရိုက်ဖို့မျိုးတက်သွားတယ်ဦးအောင်မြင့်ကဒီနေ့ကတန်ကျိုးမရိုက်မိပဲနောက်တနေ့ကျမှတန်ကျိုးရိုက်တာနဲ့ခင်ဗျားသူတို့ဇနီးမောင်နဲ့အချိန်မီရောက်မလာခြင်းလားလို့တော့ဆွေမျိုးတွေကထင်သွားပုံရတာဆွေမျိုးတွေကြားတဲ့အဲ့လိုအထင်မြင်လွဲမှားမှုတော့မခံနိုင်တဲ့ခင်ဗျားမူကအကူကြီးဘယ်နေရတန်ကျိုးရိုက်လဲဖွားဖွားဆုံးနေနေရမြို့ရောက်ရောက်ချင်းတန်ကျိုးရိုက်ရဲ့လားအလောင်းချကန်ဒီမှာထမ်းမေးရတယ်ရိုက်ခဲ့ပါတယ်ဘာဖြစ်လို့လဲအကူကြီးမြို့ရောက်ရောက်ချင်းရိုက်ရင်တော့မမကြီးတို့အဖွားတဲ့ကျိုးအမေကိုရောက်တင်တာပဲအခုကရောက်မလာတော့ကိုတုံးတော့ခွင့်မရလို့လေဖြစ်ချင်းဖြစ်မှာပေါ့မူရလူဆိုတာတခြားကိုရေးကိုတာအလုပ်ကိစ္စလေးရှိတတ်ကြတာပဲခင်ဗျားမူစကားအစုံတော်မစောင့်ပဲပြောလိုက်တဲ့ခင်မွန်းတဲ့ရေးစကားကိုခင်ဗျားမူကဖူးထိဖြစ်သွားတယ်ဇ
ဆွေမျိုးတွေကြားတဲ့သသိန်းတွေကြားတဲ့ထပ်ပြောမိသူထုံးစံအတိုင်းတုံတီတီထပ်ပြောမှဆိုလို့လေအန်ကျိတ်ခံနေရလိုက်တယ်ဒီနေ့ကအဖွားအလောင်မြေးကြပြီးမှခင်မိုးတဲ့ရဲ့အလုပ်ကိစ္စအရေးကြီးကနေမြို့ကိုပြန်လာကြရတယ်တလန်းလုံးမှာခင်မိုးတဲ့ကိုစကားတခေါမှမပြောမိဘူးခင်မိုးတဲ့ဦးအောင်မြင့်နဲ့ပတ်သက်ပြီးတော့ခင်မြမို့အလိုမကြားတာလေကြားပြီအခုမှမဟုတ်ပါဘူးအိမ်အောင်ကြကလေးရပါအဖေကတော့သူ့ရဲ့တမက်နဲ့ပတ်သက်ပြီးတကားမှဝေဖန်စကားမဆိုဘူးအဲ့ဒါကလေချောင်းအုပ်တာဖြစ်တယ်အဖေကလေတမက်ခရိုင်မန်နေဂျာကြီးကိုဘလို့ပြန်ပြောမှလေဦးအောင်မြင့်ဆိုတော့ခင်မြမို့ကလက်ထက်ရတာလေအဖေသဘောကျပါပြီနောက်တနေ့မှမိုးမိတ်ကခင်မြသူတို့ဇနီးမောင်နဲ့မိမိမျိုးကိုရောက်လာတယ်မနေ့ကပဲအဖွားကိုတကြိုပြီးပြီဖွာဖွာစုံနေနေရပဲမမတို့စီကိုတန်ကျူးရိုက်တာပဲတန်ကျူးစာပဲနေရရလေ14ရက်နေ့ကလေမမတန်ကျူးအချိန်မီလေးရောက်ပါတယ်ကိုတွန်းတော့ကကုန်းတဲ့ဘက်မှာကြောင်းဖွင့်ပွဲသွားနေရလိုက်ခေါ်နေရလို့လေနောက်ကျသွားတာအမားဖြစ်သူရဲ့စကားကိုကြားမှခင်မြမှုဟာခင်မိုးတဲ့ပေါ်မှာအမျက်ပြေသွားတယ်ဒါပေမဲ့ခင်မိုးတဲ့နဲ့ပတ်သက်တဲ့အထွန်းအတက်စကားတွေကိုလည်းထွက်ပြေအောင်ထွက်လိုက်သေးရမသိဘူးလေကျမတို့ကကိုကောင်မြင့်ပဲအပြစ်တင်နေကြတာအေဒီအေဂျန်ဆိုတော့လေသူများတန်ကျူးရိုက်တာတရက်နောက်ကျသွားလားလို့မဟုတ်ပါဘူးဗျာကျွန်တော်ကြောင်းဖွင့်ပွဲလေသွားနေရလို့ပါခင်ဗျားတို့ယောက်ျားဦးထွန်းတော်ကအမှန်အတိုင်းဝန်ခံစကားပြောတယ်အခုကိုအောင်မြင့်ကပြေမပေးမလားရှုံးပါလေသူအလုပ်ကိစ္စလေအရေးကြီးနေလို့ဆိုရင်မနေ့ကဖွားဖွားအလောင်မြေကြနေကျမတို့ရွာပြန်လာတာမနေ့ကမှပြန်လာတာဆိုတော့အားနာစရာရဲ့ငါတို့ဒီကနေ့တော့ရွာကိုလည်းစိမ့်ကျင်တာနေဖြစ်ပါမလားသူအားပါမလားအားရမှာပေါ့မမရဲ့ဒါနာကြီးပဲခင်များမကသူ့ယောက်ျားကိုသူဘလောက်ဩစာကြီးကြောင်အမားရှိမှအသားယူပြောလိုက်တယ်မီလီချေကာပေါ်မှာနေရယူကြရခင်များမယောက်ျားဦးအောင်မြင့်ကကားကိုသူကိုယ်တိုင်မောင်းမှဖြစ်တာနေဒရိုင်ဘာနေရာမှာတက်ထိုင်နေခင်များမကမမတို့နဲ့စကားပြောအောင်နောက်မှလာထိုင်နေညီမဖြစ်သူနဲ့တက်ဖက်တဲ့ပြီးချင်းကထိုင်နေရဲ့ဇနီးတဲ့ကိုဦးတွန်းတော့တူအဲ့ဒီဘက်ကလေသိပ်တိုက်လိုက်မယ်မိုးရွာရင်လည်းမိုးပတ်မှာပေါ့ဒီဘက်လာထိုင်မလားပညာရေးမှုဦးထွန်းတော်ကတော့ဇနီးတဲ့ကိုလေအသေးဖွဲလေးအားစားကယူဆိုင်ပြောနေအောင်မြည်နေတွေ့နေရတဲ့အခါခင်မြမှုကခင်မိုးတဲ့အပေါ်မှာမကြည်နဲ့စက်တရားပို့ပြီးဖြည်းစည်းဖြစ်လာတယ်အရှိနေအရဲရက်ကစူးစီးထားတဲ့မကြည်နဲ့စက်တရားချက်စည်းကိုခေါင်းထောင်ထားလာတယ်သူယောက်ျားဦးအောင်မြင့်ကသူ့ကိုလေအေးလိုတကားအောင်မှကျင်ကျင်နာနာယူရရအလိုက်တက်တည်မရှိဘူးအခုလေမမရှေ့လာပါလားအင်းချင်းအလွင်မှာလေလမ်းသိပ်ဆိုတာတခုမဆိုခရိုင်မန်နေဂျာလို့ဘလို့မှထင်စရာမကောင်းနေကြုံနေဒရိုင်ဘာနေရာမှာသာအခန်းသားလေးတက်ထိုင်နေရခင်များမှုရဲ့အမခင်များသူဟာအခုကလေးနှစ်ယောက်ရပြီအိမ်တော်သက်ကလည်း9နှစ်ခန့်ကိုရှိပြီဖြစ်ပြီမြင်ဦးထွန်းတော်ကတော့ခင်များသူအပေါ်မှာအခုဒီကျင်းနာမဆုံးယူရမဆုံးခင်များမှုကတော့ဦးအောင်မြင့်နဲ့အိမ်တော်ကြတာလေ2နှစ်တောင်မပြည့်သေးဘူးဒီ2နှစ်အတွင်းမှာတော့ဦးအောင်မြင့်ကလည်းဦးထွန်းတော်လို့ဇနီးမယားအပေါ်မှာအသေးပွဲကိစ္စတွေကိုတခါမှလည်းယူရကျင်းနာစကားမစိုးစဘူးအမခင်မို့ဦးထွန်းတော်နေဆိုင်တော့သူရဲ့ခင်မို့ဦးအောင်မြင့်ကအစားအစာရာဟာကွက်တွေနဲ့ပြည့်ရဲ့ဦးထွန်းတော်ကခင်မြသူကိုချစ်စနုနဲ့တူလို့ခေါ်တာဦးအောင်မြင့်ကတော့ခင်မြမို့လို့ပဲခေါ်တာအဲ့ဒါကိုခင်မြမို့ကလုံးဝနားမတွေ့ရတဲ့အိမ်သားလုံးနဲ့ဆွေမျိုးရင်းနေသူအားလုံးကမူလို့ခေါ်ပါလိမ့်နေသူနဲ့အရေးနီးဆုံးခင်မိုးကြမှာနာမည်အပြည့်စုံခေါ်ရလားလို့ရန်ထောင်းနေဒီတော့ဦးအောင်မြင့်ကရည်ကြိတ်ကြိတ်နဲ့သူများတွေအားလုံးထံမင်းကငါပူချစ်လို့သူများတွေခေါ်တယ်လို့မခေါ်ဘဲနဲ့နာမည်အပြည့်စုံခေါ်မိရပါစောတကတက်တာမလို့ချင်းဘူးသူများတွေခေါ်တယ်လို့မူပဲခေါ်ပါပြောမှအခုမူလို့ခေါ်တက်ပြောတက်လာတာတကားသူတော်လေးမှငှက်ဖျားမိလာပြီးတော့အပြင်းဖျားပြီးကစားငကူကြော်စားကျင်တာပြောရနေခင်များမှုကိုယ်တိုင်ငက်ကူအပြင်းရေတွေကိုလည်းစင်းနီတုံးပေါ်မှာအကောင်လိုက်ကန်တက်ပြီးတော့ရေစည်းနေစင်မှာသူကလည်းမိဖို့ဆောင်တဲ့ကိုလည်းဘေးချင်းကရောက်လာမသိဘူးရေတွေကလာတဲ့ငါပဲကွာတက်နှစ်တက်တိုက်စည်းနေကြမလို့ပဲလေစီမီသားစီးပြီးသားပဲအကောင်လိုက်ကြော်လိုက်ပြီးတာပဲနောက်ကလမ်းပြောတာခင်များမှုကတော့ရုတ်တရက်ကြောင်သွားပြီးတော့သူ့ကိုလမ်းကြည့်တော့ချောင်းဟုတ်ကြီးတမီးကလည်းခုခုမှတန့်နေလိုက်တာဦးမြသိန်းဆိုစင်သမားတွေနဲ့ငကြီးငခုတွေဦးမဖောက်ပဲတော့ချက်စားရပဲထပ်ပြောမှသူရောက်နေမှန်းသိဟာအေးပါညီသားကလည်းညစ်ပက်လုံးတော့လေချောင်းကောင်းသမီးကတန်းရတော့ပေါ့ရှင်အော်ပြစ်လိုက်ရတယ်ခင်များမှုယောက်ျားဦးအောင်မြင့်ဆိုတော့အဲလိုလူမျိုးပါဒါကြောင့်လည်းအိမ်တော်တက်တာ2နှစ်ကျော်လာတာခင်မောအပေါ်ခင်များမှုကတခုမှစိတ်တိုင်းကြမတွေးမိသေးဘူးတိတ်အရိုင်းဆန်ဆန်နဲ့လူတယောက်ကိုလေလင်းလုံးနေရလို့သာစိတ်ထဲအနာတရားပြက်တာမိုးဖွဲကြလာတယ်ဦးတွန်းတော်ကခင်များမှုကိုလေချမ်းလာအနှွေးတွေထုတ်ပေးရမလားလို့မေးတယ်သူတော့မအေးဘူးကိုချမ်းရင်လေဝစ်ထားလေသူမိမမအေးဘူးဆိုလို့လာတော့မသိဘူး
ဦးထွန်းတော်ကအနှွေးတွေကိုထုံးမွေဘူးဦးအောင်မြေကကားဟုတ်တာမြင့်မြင့်မောင်းနေသူဇနီးခင်မြောက်မှုချမ်းသလားပူသလားလေးလှည့်ကြည့်ပေါ်တော့မြင်အောင်မိုးကမမျော်လိမ့်မယ်တဲလာတယ်ကားပေါ်မှာဦးထွန်းတော်နဲ့ခင်မြောက်သူတို့ကလည်းအနှွေးတွေထုံးဝေကြတယ်ဦးအောင်မြေကအခုထိလေခင်မြောက်မှုလှည့်ကြည့်ပေါ်တော့မရသေးဘူးချမ်းသလားအေးသလားမေးပေါ်မပေးရသေးဘူးဂျားရဦးထွန်းတော်နဲ့ခင်မြောက်သူတို့ကသာမမအေးမေအနှွေးတွေဝတ်ထားတတိပီဟာခင်မွန်းတဲ့အပေါ်မှာဒေါသဖီလင်ဝင်နေတဲ့ခင်မြောက်မှုဟာတကယ်လေအေးရမှန်ချမ်းရမှန်မသိဘူးဒီလိုနဲ့ပဲမိုးတဲတဲထဲမှာဦးအောင်မြင့်ကလည်းကောင်းကိုအပြေမောင်းနေတနာရီခန့်ကြာတော့ကငင်ချောင်းအစဉ်လမ်းအရောက်မှာမိုးဆဲသွားတာနေကြီးကိုတော့တေတော်လမ်းပြီးဝဲရတွေမှာမြင်လာရပြန်နေ